စာတတ်တော်လဲအရိယာဖြစ်ဖို့ခက်ပါတယ်ခင်ဗျာမလွယ်လူကြီးညိုခံနေရပေမဲ့လို့
အဲ့ဒီလူတီလာလုံးဖို့မလွယ်ဘူးဗျာနော်ခက်ခဲပါကြောင့်ငွေချမ်းသာစီမဲ့လေခင်ဗျားတို့ကျွန်တော်တို့စိတ်ချမ်းသာမှုကမလွယ်ပါဘူးအတိကကြပါကြောင့်ပရမစကားကိုဘလို့ပဲပြောဟောနေပြီတော့ညလည်းပဲပညာအကောင့်ထဲပျောက်ဖို့ရကခဲခြင်းတဲ့မလွယ်အဲ့ဒီထဲမှာကျွန်တော်တို့ကြည့်လိုက်တော့ကိုကကြီးကိုတကြီးကျွန်တော်တို့ဂီတအနုပညာကလည်းအမြင်ကြည့်ရင်တော့လွယ်သလိုလိုထင်ရတယ်ဗျို့တကယ်လို့ဟုတ်ခဲရုပ်တရက်သင်လို့မတတ်တဲ့ကျွန်တော်တို့ရဲ့ဂီတအနုပညာပါမလွယ်ပါဒါတော့ကြိုးစားထားသလောက်ကလေးတက်တီနားလေလောက်ကလေးနဲ့ပြိတ္တကြီးများကိုဖြောပြတင်ဆက်ပေးပါရစေဟုတ်လားပါဗျာငါတက်ပါတယ်ငါတော်ပါတယ်ဆိုပြီးတော့မာမာနထောင်လွှားလို့မဖြစ်ဘူးကိုဗျာနော်ကိုယ့်တဲ့တာတဲ့သူတွေရှိတယ်ကိုယ့်တဲ့နှိမ့်တဲ့သူတွေရှိကြတာပဲမလွယ်ပါတိုတဲ့တုံနဲ့တိုက်ရင်တော့ရှည်ကြမှာပဲဟုတ်ရှည်တဲ့တုံနဲ့တိုက်ရင်တိုကြမှာပဲဗျာငါကြီးငါသာနိုင်စရာမေးမာမာနာမမွေကိုရင်မသွင်းနဲ့ခေါင်းထောင်တဲ့ဇပန်နာဘေတော့မှဆံမရှိပါကြောင်ဗျာကဲဒါကြောင့်ကိုကကြီးကိုတကြီးပရိသတ်ကြီးလိုတာကိုတော့ဖြစ်ဆွက်ကကြည့်ကြတော့မလွယ်ပါမမဲ့တဲ့ဂီတအနုပညာနဲ့ပရိသတ်ကြီးများကိုဖြောပြတင်ဆက်ဖို့အချိန်ကြပြီနော်ဟုတ်အေးဒါကြောင့်ဇာတိမှာရဲမြောက်ကဲမောက်တဲ့အာပညာကုန်ပါမလွားလေစွန့်မြောက်ခဲ့တာမပွားလို့နာယူတင်ယူခဲ့ညာဆက်ရထံခောက်ကိုတွားတယ်တိတ်ပနွယ်ဘွားဒါတိတ်ပနွယ်ဘွားပါကောဒါကြောင့်ဒိဋ္ဌမပယ်ရှားကံဉဏ်ဝရိယနဲ့အမှန်ကန်အတိအကျဆိုင်အတတ်ပညာကိုတမိုင်မှတ်တင်ကယရနာသွဲသွဲဆင်းသလိုမဟာနွယ်ဝင်ဆိုတာအတိကောင်တစ်မျိုးအလှနဲ့ကိုကကြီးကိုတကြီးနာစင်မှာစုလနိုင်ကကဘာအလဲမှာမီးမောင်းထိုးပြပါလိမ့်မယ်ခင်ဗျာ
ဂီတပညာဝါဒနာနဲ့ဆရာမရှိလူချင်းမိကဟုတ်မိမိယာကိုထင်ရဆုညာစီးကတခြားရှိနောက်တော့ရေဖောက်တော့လိလာတက်ခဲ့ပါမူလူပေါ်ကုံရောင်စိတ်ကြီးဝင်လေကိုပင်အယူဖြစ်တော့ပါသည်မှန်ပါတင်ရိုးတင်လေနီးမပြက်နေကျိုးပွက်တချင်းကတလိုက်တန်ချင်းလူကရက်တုရက်ကန်ချင်းချင်းခတ်စပ်ဖို့ကပိအကြီးတော်တော်လာပတ်ချောက်တန်ထောက်တပြီးအချိန်မှစွာနိတရနငါနီးကစားတယ်ထန္တရာတိတာသာယဝေးပါထွေတလာပုံဆောင်မြေပရမသိယနီးမျိုးမတော့မောက်ချမလွယ်တက်အပ်ပြီးသည်ဟုတ်ကဲ့ကြီးကျူးသည်လေအတက်ပလွေတစ်ချက်မှုရတပောက်ကိုသုံးနံရတာမို့နှုံးဆန်ပြရလေအရှိတတ်တာဖဏတန်နဲ့အပြန်အလံမြောက်လို့ရတာကဧကဝေတတိတရားတွေပါပဲဟုတ်ကဲ့ဂီတရတ္တအနုပညာခမရတို့ကျွန်တော်တို့လူကြီးတွေပဲမဆိုထားပါနဲ့မှန်ပါပခိုက်တွင်းမှာရှိတဲ့ကလေးလေးတွေကမစဦးဝဲနဲ့ငိုတဲ့အချိန်သမီးပခိုက်ကလေးကိုလွှဲခါနဲ့အိုအေးအိုနဲ့တီးဆိုကတက်ရင်ဖြစ်ဂီတရတ္တအနုပညာကိုနားမလဲတဲ့ပခတ်တွင်းမှာရှိတဲ့ကလေးလေးတွေကမစအိပ်ပျော်သွားတာကျွန်တော်တို့ခမရတို့ဂီတရတ္တအနုပညာပါဗျာနော်မှန်ကဲကျွန်တော်တို့မြန်မာစံဆိုပြီးတော့ဝေါ်ဟာရရှိတယ်ဟုတ်ကဲ့မြန်မာဆိုင်ဆိုပြီးဝေါ်ဟာရရှိတယ်လို့ပဲကျွန်တော်တို့ခမရတို့မြန်မာဆိုင်မှာခတ်ဆိုင်လေးနားထောင်တာမကောင်းဘူးလားဓမ္မကောင်းကိုဗျာလူကြီးကြိုက်ဟုတ်လူလက်ကြိုက်လူငယ်ကြိုက်၃မျိုး၃လေပြောပြီးတင်ဆက်ပေးနေရတဲ့ချိန်သမယမှာအခုချိန်မတ်တက်တဲ့ကြည့်လိုက်ဒါကတော့စိုင်းချက်တဲ့ဝါသနာရှင်ကြီးများကစုလိုက်နိုင်ဘာများတိမလို့ဘာများဆိုမလို့လို့သူလို့ဝေးမညံ့ညတဲ့ချစ်စွာတော့အဘိဓာတော်ကြီးများတွေကျွန်တော်တို့ခမရတို့ဟာနေပြီးအတုံးတော်ခံပြောပြီးတင်ဆက်ပေးရမယ်ချိန်သမယရောက်လာပါပြီဗျာမှန်ပါဒါကြောင့်ကိုတာကြီးစီးနေကြတော့မြူတိန်မှန်ပါစီးနေမြူတိန်သူရင်းမီကိုညင်မျိုးငါတွေကင်းစင်ပြီးသိအင်မတန်မှလှပတယ်ရွှေလာမင်းကြီးကိုတိမ်မြူတိမ်ဖုတ်တွေဖုံးသွားရင်အဲ့ဒီလာကြီးလာပါဦးမလားပြေဝမတနိုင်ပါပြေဝမတနိုင်ဘူးနော်ဟုတ်ကဲ့ဒါကြောင့်စီးနေမျိုးတိုင်းသူတွေမိကိုညီမျိုးငါတွေကင်းစေပြီးသိယုံဝင်လာဝင်ရောင်ဝါလင်းသူတန်ရှင်းကြည်လေမြတ်မတပင်မှာမန္တတိရွှင်တွင်ဟတ်ထဖြင့်အရှိပတ်တွင်ရေကာကြည့်ပြီးနားစင်မှာရှေ့ကဆိုင်းเสียကဟတ်ထဲနဲ့စုံဒီလိုပစ်အလုတ်လောက်ပါလေမရှိတော့ဗျာကိုတာကြီးခင်ဗျခုရောက်ရှိနေတဲ့အချိန်ကတော့စိုက်နောက်ပိုင်းကဏ္ဍဟုတ်ကဲ့ရှေ့ပိုင်းတော့ကတော့ပရိသတ်တွေနဲ့ခုပရိသတ်တွေနဲ့ဘလို့မှတော့မတူတော့ဘူးမတူဘူးဟုတ်ကဲ့နော်ဒါကစိုင်းကိုစိုင်းတီးတဲ့ဗလာစိုင်းရဲ့အနှစ်သာရကိုနားဆင်ကြတာလေပရိသတ်ဒါပေါ့ရှေ့ပိုင်းကဏ္ဍတော့ကတော့အတိအပြောအဆူဟာတာဟုတ်ကဲ့နော်အဲ့တော့တချို့ပရိသတ်တွေဆိုအဆူတိတ်သဘောကျကြတာဟုတ်တယ်ခေတချင်းကိုလည်းကြိုက်နှစ်သက်ကြတဲ့ရက်ရွာတစ်ခုကိုဆိုတာလည်းသိရတယ်ပေါ့နော်ကြတော့လေရောညီတို့ကျမတို့လှုပ်ပေးတော့ညာလည်းပဲဒီဆိုင်နောက်ပိုင်းခန္ဓာမှာကျတော့စီကန်းလေးတိုင်သွားကြရအောင်ရှင့်ဟုတ်ကဲ့နော်အဲ့ဒီအိမ်မှာလည်းစီကန်းရှိတဲ့အိမ်မှာချမ်းသာတာဟုတ်တယ်ရက်ရွာတစ်ခုမှာလည်းစီကန်းရှိတဲ့ရက်ရွာကမှတာရတာရှင့်တိုးတက်တာပေါ့တိုးတက်တာတာရတာဟုတ်တယ်ဟုတ်ကဲ့နော်အဲ့တော့ကျမတို့ဒီရက်ရွာကြီးကြည့်လိုက်တော့လေစီကန်းနေနဲ့သွားနေတာဟုတ်တယ်ဟုတ်ကဲ့နော်အဲ့တော့စီကန်းနေနဲ့သွားနေတဲ့ရက်ရွာကြီးတခုမှာကျမတို့ဆိုင်းကလည်းလေးလေးဆဆအလုပ်လုပ်ကြပါစို့ဒါမှကောင်းဟုတ်ကဲ့နော်ဟုတ်တယ်ကဲအဲ့တော့နောက်ပိုင်းကဏ္ဍမှာဆိုတော့ဆိုင်းရဗလာဆိုင်းနေတီးခတ်တဲ့အခါမှာကျမတို့မျိုးဆက်တဲ့လူငယ်တွေဆိုတော့အလုပ်များများလုပ်တယ်အလုပ်များများလုပ်တဲ့အခါမှာအမားဆိုတာတွေးတတ်တယ်အဲ့တော့အလုပ်များများလုပ်ပြီးတော့အမားနဲ့အောင်ကျမတို့စူးစမ်းကြရင်မကောင်းဘူးလားရှင်ဒါမှကောင်းဟုတ်ပြီနော်ဟုတ်တယ်ကဲအဲ့တော့ကိုသားကြီးခင်ဗျာနောက်ကဦးလေးနှဲเสียနီလာညော့ဟုတ်ဆိုင်းတော့ခဏခေါ်ပေးပါအောင်ရှင်
ကဲနေဆရာကြီးနီလာညောခင်ဗျာဆိုင်ဝိုင်းကြီးရဲ့နောက်ကိုကြွခဲ့ပါဦးဒါပဲလေဆိုတော့သူလည်းထိုင်နေရတာညောင်းရောပေါ့နော်ညောင်းတော့မှာရမှာရေးကောင်းကဲအဲ့တော့ဗလာဆန်းရဲ့ခန္ဓာလေးထဲမှာတော့သမီးဦးလေးနှဲဆရာနီလာညောနဲ့တွဲဖက်ပြီးတော့တချင်းလေးတစ်ပုတ်တီးကြည့်အောင်ရှင်ကဲအဲ့တော့ဦးလေးဘာတချင်းဆိုမလဲဆိုတော့သမီးကမသိသေးဘူးဘယ်တော့မှဘာတချင်းဆိုမှဆိုတော့လည်း तू ပြောလေးပြောတာမရှိဘူး तू ဆိုချင်ရကောက်ဆိုတာဟုတ်ကဲ့နော်ကဲတန်ပြီးသွားပြီတနေ့လုံးလဲဒီဒဏ္ဍတန်နဲ့ပြောမယ်ဆိုလို့ရှင်အလုံးလုံးနေရတယ်လို့ပဲဘယ်ရွာပဲရောက်ဒီဒဏ္ဍတန်ကတောင်းခံနေရတာပဲเนาะဒါခေတ်ရဲ့ policy ဆိုတော့နားလေရတာပေါ့ရှင်เนาะညင်ညင်နေကွာဆုလာနိုင်ရှင်စိန်မီတိုင်းရဲ့တချင်းအစာပြိုးလိုက်တာအစာပြိုးလိုက်တာညီကရက်သွားတော့ဦးလေးရဲ့ဆိုးရမှလို့မဆိုးအောင်လို့ဖြစ်ဟဲ့ဦးလေးကငိမ့်ငိမ့်နေကွာဆိုလို့ကျမလည်းတီးရမှလို့မတီးရမှလို့ဖြစ်နေတာစိန်မီနာဆိုင်ရဲ့နောက်ကလူရှင်တော်ကြီးဥပွားကြီးကနေပြီးတော့ပရိသတ်စိန်မီနာအကြောင်းကြီးပြောတော့မှာမို့မသိမှဆိုလို့ပရိသတ်ကိုငိမ့်ငိမ့်နေကွာဆိုပြီးတော့လှမ်းပြီးတော့ဟန့်လိုက်တဲ့တချင်းအော်တချင်းလေးနဲ့လှမ်းဟန့်လိုက်တာဟုတ်တယ်အဖိုးစိန်မီနာအကြောင်းကိုပြောပြမှာမို့အဲ့ဆိုတချင်းနာမည်ကဦးလေးဗါတဲ့တချင်းနာမည်ကချိုကလက်အိုးချောကလက်အဖိုးစိန်မီနာရဲ့အကြောင်းလေးကိုဖွဲ့တည်ဆိုထားတဲ့တချင်းလေးတစ်ပုဒ်ဟုတ်ပြီနော်ဒါကိုသမီးဦးလေးကဆိုမှာပြန်တိပြမှာပေါ့ရှင်ချိုကလက်ကအညူရောင်လေးစိန်မီနာရဲ့အသားကြီးကလည်းအညူလေးနော်သဘောမဲ့တဲ့ချိုကလက်ညင်ညင်နေကွာမကြည့်ရတတ်တယ်မထင်အောင်ပြောကြစို့ရဲ့စိန်ဘေတာဟာအနည်းကခိုင်မတန်ချောပါပြီတဲ့တို့ဆရာကြောင်းကောင်းလေအင်္ဂလန်တီပြောရရင်တော့မိသွဲအဘောနဲ့အပြူမေယစပောက်လူကြောကလေးလုံးခေါ်ပဲတပြအသားတို့အသားမြတ်တပြစမွေရဓာတုဝိရဆရာကဆောချောကလေးဆိုင်မြတ်တကတာပြောဝါရောသားချောကလက်ဝါတကုလုံးချောကလက်စိန်ဘေရာချစ်တီမလုံးငွေချေသမျှလူပြောစေရောက်ရှင်မင်းသားချောကလက်စိန်ဘေရာမင်းသားချောကလက်စိန်ဘေရာမင်းသားချောကလက်မြမလောဆောက်ချောကလက်အထူးပြောဦးကနေခိုဝါရွာသားချောကလက်ဝါတကုလုံးချောကလက်စိန်ဘေရာချစ်တီမလို့ဝေချေတပြောလူပြောစေရောက်ရှင်မင်းသားချောကလက်စိန်ဘေရာမင်းသားချောကလက်စိန်ဘေရာမင်းသားချောကလက်မြမလို့ဆောချောကလက်အထူးရဦးကနေခိုအတမ်းရောကနခိုအယက်သားပေါင်းပေါ်သတ္တမပေါင်းပေါ်စရင်ကောင်းတယ်ကျုပ်တို့ရွာသားတို့ကနခို
ကောင်းတဲ့ရွာသားပြော အတညိုကနခို အရက်သားပေါင်းပေါ်သသမားပေါင်းပေါ်စိတ်ရင်ကောင်းတဲ့ကျုပ်တို့ရွာသား အတညိုကနခိုဒီလိုက်ရတဲ့ဘုတ်ကဲဩ ငတ်တာ ဆိုင်ဝိုင်းနဲ့မှာမှန်ကြည့်သမျှ ငတ်တာ တို့မကရဲ့ရပါသေးတကော ဖက်လိုက် နောက်ထတဲ့တပည့်တွေတက်အောင်မကောဒီလိုက်ရတဲ့ဘုတ်ကဲဩ ငတ်တာ ဆိုင်ဝိုင်းနဲ့မှာမှန်ကြည့်သမျှ ငတ်တာ တို့မကရဲ့ရပါသေးတကော ဖက်လိုက် နောက်ထတဲ့တပည့်တွေတက်အောင်မကောစိတ်မဆော့တဲ့ရွာသားမီးရဲ့ကာလလန်တင်ကလေးပြောင်းနေလို့စိတ်မဆော့ပါနဲ့ရွာသားမီးရဲ့ကာလလန်တင်ကပြောင်းနေလို့စီယာသားလေးကလည်းယနေ့အဆန်းပေါ်တွေရွှေနန်းတော်ရှိစီယာတင်ဆောင်ချောကလေးဆိုင်မြတ်တဲ့ကတူပြောစိတ်မဆော့နဲ့ရွာသားမီးရဲ့ကာလလန်တင်ကလေးပြောစေလို့စိတ်မဆော့ပါနဲ့ရွာသားမီးရဲ့ကာလလန်တင်ကပြောစေလို့စီယာသားလေးကလည်းယနေ့အဆန်းပေါ်တွေရွှေနန်းတော်ရှိစီယာတင်ဆောင်ချောကလေးဆိုင်မြတ်တဲ့ကတူပြောစံတူမရှိကူပါမောက်ဆိုသလောက်နိုင်ထောက်ရှင်ကွာစိတ်ပြီးတာလို့ဆိုခဲ့တဲ့တိုင်ကျွန်တော်တို့တပည့်ဖခင်ကြီးတပည့်ဘိုးအေးဖြစ်တဲ့အဖိုးစိတ်ပြီးတာရဲ့တိလုံးတိကိုတိချင်းဝါဒနာရှင်ပုဂ္ဂိုလ်ကြီးတွေများနဲ့လိုက်ဖက်မဲ့တိချင်းကိုရွေးချယ်ပြီးတော့စတင်ပြီးတော့ဖြောပြတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်နော် မမကုတကြီး ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဆိုလို့ရှိရင်လည်းပဲစိုက်တွေကမတာပေါ်တယ်ကိုက ရေပြိုကုတကြီး မန္တလေးလည်းစိုက်တွေရှိတယ်ဟောထက်ပမာပြည်အောက်ပမာပြည်စုံနှံ့မှာပဲနော် မ အဲ့တော့စိုက်တွေများစွာရှိပြီဆိုညာလည်းပဲတဲ့စိုက်ဆရာတွေများတိုင်းဟာအဖိုးစေပေရာရဲ့တီးလုံးတီးကွက်တင်းချင်းတွေကိုလက်မလွတ်ကြပါဘူးတဲ့ စိုင်းတမိုင်းဖခင်ကြီးကိုဗျာ ။အိုးခိုင်မာစွာတီးဆောက်ခဲ့တာတွေဆိုတော့အခုချိန်ထိပဲမပြောက်ကွယ်နိုင်တော့အရာတွေဖြစ်ပါတယ်နော် မလဲပါကုတကြီး ။ကြည့်တော့ကိုကရေ ကုတကြီး အဲ့တော့တက်ပါတယ်တော်ပါတယ်ဆိုပြီးတော့တီးပြခြင်းလည်းမဟုတ်ပါဘူး မဟုတ်ပါ ။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံစိုက်တွေအများကြီးရှိတယ်သူတို့တွေကလည်းသူတို့တွေတော့ကောင်းတာပဲ ဟုတ် ကိုကလည်းကိုတော့ကောင်းအောင်လို့ကြိုးစားမှာပဲမျိုးနော် မလွယ်ပါ အဲ့တော့သူ့မှာကိုမှအလှတရားဆိုတာကိုကြည့်ရှိကြတာပဲကိုကရေ ဘယ်လိုများလဲကုတကြီး အဲ့တော့ဖိုးလာမင်းဒီလေသူ့ကလေးနဲ့သူ့ဆင်းနေပါတဲ့ ဟုတ် မီးတိုင်ငယ်ဒီလေသူ့ရွယ်နဲ့သူ့ဇွယ်နဲ့ပါ မမ စပယ်ဘူးမှလည်းသူ့ဂုံတူးနဲ့ငုံဘူးနဲ့ပါတဲ့ ရှိပါကြောင်း ဗရောက်ဝါကြတော့လေသူ့ခါနဲ့နတ်သားနဲ့ဆိုစီတိုင်းအလှတရားဆိုတာကိုစီရှိကြတာပဲ မလဲပါဗျာ ဒါကြောင့်မို့ကိုကရေ ကုတကြီး ဆုလက်နိုင်လို့နိုင်ငံကြော်ကြတာအများကြီးတိကြတာကတော်လို့တက်လို့ကောင်းလို့ဒီလိုကြီးမဟုတ်ပါဘူးပရိသတ်များရဲ့ပေးတဲ့မေတ္တာဆုလက်နိုင်ရထားတဲ့စေတနာအဲ့ဒီမေတ္တာစေတနာပေါင်းရဆက်သွယ်ပြီးတော့ဇကြဲကြဲရောက်ရှိခဲ့ကြတဲ့ဤရွှေမြို့တော်ကြီးမှာဆုလက်နိုင်ရကြိုးစားမှုကိုရှေ့တန်းတင်အလုပ်လုပ်ကြပါစို့ခင်ဗျာ ဟုတ်တယ်ဗျာ အေးဒါကြောင့်ချိုးကြီးမြည်သားအင်္ဂါ၄ခုစနစ်ပြုတီးမှုဥပဒေတဲ့ကိုကရဲ့ ကော ချိုးကြီးမြည်သားအင်္ဂါ၄ခုစနစ်ပြုတီးမှုဥပဒေဆိုတာမူတစ်ခုပါ မူ ဗျာ တခု ထားပြီမဲ့လို့သူပြုတာကောင်းတယ်လို့ကိုပြုတာကောင်းတယ်လို့နဲ့အပေါင်းထိုးတို့အငင်းပွားတဲ့မလိုပါဘူး မလို့ ရုပ်လုံးပေါ်လာတဲ့မူဗဟိတသဘောကိုစိတ်ချသဘောတိုက်ွက်ချပြီးလိုက်ဖက်လာတဲ့တာရကကြမှာ
ဝါဒဆိုတဲ့အစ္ဆဒသရုပ်ပေါ်တာ အပိုင်ချကြပါလို့ အေးဒါကြောင့်အဲ့ဒါလို့ဆိုင်မူဝါဒကိုကိုကကြီး ကိုတော်ကြီး သူ့လနိုင်ကသမိုင်းထူကပြပါလိမ့်မယ်ခင်ဗျာ မရှိပါ ကိုတာကြီး ခင်ဗျာ တီလုံးလေးကိုကြားလိုက်တယ်နော် ဟုတ်ကြပါကြောက်တယ် ဟုတ်ကဲ့ဒီတီလုံးလေးကတော့ဆုလက်နိုင်တချင်းတစ်ပုတ်ကိုတီးနေတာ တချင်း ဟုတ်ကဲ့တချင်းတစ်ပုတ်ကိုတီလုံးဗလာဆိုင်ရဲ့အရာသာပုံစံမျိုးလေးဒါတီထွင်ကြံစပြီးတော့တီးထားခြင်းဖြစ်ပါတယ်အဲ့တော့ကိုကကြီး မရှိပါ ဒီတချင်းလေးကိုရှေ့မှာရှိနေတဲ့လူကြီးပရိသတ်တွေလူလက်ပရိသတ်တွေအားလုံးသိတဲ့တချင်းအဲ့တော့ကိုကရောကျမတီးလိုက်တဲ့တီလုံးကဘာတချင်းလဲဆိုတာပြောပြလို့ရမလား ဩအဲ့လိုပြောတော့လက်ကသိပါမလားမိမမသိတော့နော်ဒါကြီးရ အဲ့ဒါ ဘယ် တော့ လိုလုပ်သိမှာတော့ မသိ အဲ့တော့ဒီလိုလုပ်နောက်တစ်ခေါက်လောက်ပြန်တီးကားကြမှာဘာတချင်းလုံးလို့ပြောလို့ရမှာပေါ့ဟာတန့်မိလို့တန့်လက်ကသိပါမလား တစ်ခါပြန်ကြည့်ပြမယ်ရှင်ကဝါးနဲ့လိုက်ရတာကျမလက်နဲ့တီးရတာဒါလေးပြီးရင်ကတော့တေချာလေးပြောပြ ပြောတော့မယ် ဟုတ်ပြီနော် စဉ်းစား စဉ်းစားဟေး တော်များများကpolicy တချင်းတွေကိုတီးလုံးကွက်ပြောက်လုပ်တာများတယ် အဲ့လိုလုပ်ကြလေ သူကတချင်းတဲ့ဘက်ကိုတီးလုံးကွက်ပြောက်လုပ်ထားတာအဲ့ဒါကိုနောက်ကလူရှင်တော်လမ်းကမေးလိုက်တော့လွယ်လေးပါ ပြောလိုက် တချင်းလုပ်ထားတာနေမှာဒါကြီး ဘယ်ဖြစ်လဲ ဟိုတချင်းကဘာလို့ဘုံဆိုင်လေးကပါပဲနေပြီအဲ့တချင်း အဲ့တချင်းမဟုတ်ပါဘူးဘယ်နဲ့ဒီချိန်ကြီးဘုံဆိုင်သွားရမှာတော့ အဲ့ဒါမဟုတ်ဘူးမဖြစ်နိုင်ဘူးအဲ့ဒါ ငါလည်းဘုံဆိုင်လောက်တည်းရ အေးကွာငါချ အဲ့တချင်းမှမဟုတ်ဘူးဆိုရင်ဟိုတချင်းနေမှာ ဘယ်တချင်း ဘယ် ဟာအခုပြင်မဲလည်းခေစားနေတယ် ဘယ် တွန်အာတွန် ကလေးအဲ့ဒီဒုံတော့တန်ရတော့ကျွန်မမတီးပါဘူးရှင် အဲ့ဒါလည်းမဖြစ်နိုင်ပါ ဒီ ဘူး ချိန်ကြီးမတီးလောက်ဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့နောက်တော့ ပြောလိုက် ဒီတချင်းတွေပဲခေစားနေတဲ့နောက်ဒါမှတီးလုံးကွက်ပြောက်လှုပ်ထားတာမဟုတ်ဘူးဆိုရင် ပြောပလိုက် ငါလည်းမသိဘူး မသိတာပြောကမစိုးဘူး နမကန်နေပါသေးတယ် ကဲကိုကကြီး မရှိပါ ကျွန်မအခုတီးလိုက်တဲ့ဒီလုံးလေးကကာလာခစ်တချင်းနေမဟုတ်ပါဘူးပြောမဆိုကတော့ခစ်လက်တချင်းလေးတစ်ပုတ်အဲ့တော့ပြောမဆိုရင်ခစ်လက်မြန်မာတန်တဲ့တချင်းတစ်ပုတ်ကိုကျွန်မကွက်ပြောက်အနေနဲ့တီးထားခြင်းပဲဖြစ်ပါတယ်အဲ့တော့နောက်ကတင်းတဲ့ရှင်အတီလိုက်ရခေါ်ပေးပါအောင်ရှင့် လိုက်ကြွားပါရောက်လာပြီလား ဒါကျွန်မအမေ ဟမ် မဟုတ်ပါဘူး မလို့မဟုတ်တာများမဟုတ်တာကို အမေသူ့သားအမေတော်အားလို့ကတော့လေပေးရတဲ့တညတပွဲတသိန်းကတော့ဆုလက်နိုင်ပေးစရာမလိုတော့ဘူးတောင်းလို့ချင်းဖြစ်သွားပြီလေ လောဘတွေကြီးတာ ကဲအန်တီလိုက်ရင်ရှင်ခက်လက်တဲ့ချင်းလေးတော့တီးကြည့်ရအောင်ဆုလက်နိုင်ရှေ့ရသွားမယ်နော်အန်တီလိုက်နောက်ကနေတီးချလိုက်ခဲ့ပြီပါ မိရ ဒါကြီး ဟဲ့ ဟိုနောက်ကလူရှင်တော်လေးလိမ့်နေတီးတယ်လိမ့်ပြီးတီးပြီးတယ်ဆိုပေမဲ့လို့လေနောက်ကလူရှင်တော်တော့ကိုဆိုင်စရာဟုတ်ချင်းမဟုတ်ချင်းဆိုတာအပဒံထားကိုကဟုတ်တယ်လို့မြောက်ကပေးရမှာပေါ့အဲ့မှလို့ကိုတော်ကြီးရှေ့ကပရိသတ်တော့မလိမ့်နဲ့ရှေ့ပရိသတ်ကိုလိမ့်ကြိတ်ဟောတွေးထားတယ်မလားဟာအစာစိတ်တင်တတ်တာ ကျေးဇူးရှင်ကျေးဇူးရှင် ကျေးဇူးရှင်လေဟုတ်တယ်ကျေး ဟို ဇူးရှင် အာက မရှိပါ ရှင်ကကျမကိုပြောနေတာတီးတယ် ဟုတ်တယ် ကျမအခုတီးနေတာကအမေတော်မမအေးရဲ့အချစ်ရတဲ့ချင်းကိုကွက်ပြောက်တီးတာလားရှင့် မဟုတ်တိုင်းပါဘူးဗျာ ဟုတ်လို့ ဘာကိစ္စမဟုတ်ရဘူး ဘာကြောင့်လို့ကိုသားကြီး ဘာလို့လဲ ရှေ့ကဆုနဲ့နိုင်ငံခုနကဒီတီးလုံးကွက်ပြောက်ကိုတီးသွားတာကကြီးစက်မအောင်နားထောင်လိုက်စမ်းဇကောတဲ့ဇီးဘူးတီထဲ့လိမ့်ပြီးသလိုပဲ ဟုတ်တယ်လေ ဘလုံနဲ့တိတ်မဟုတ်နိုင်အစိုးတော့စိုးသွားတဲ့တချင်းတန်းကြတာဘလောက်ငိမ့်ချောင်းတာရထားတယ်အချစ်ရင်လို့ခေါ်တယ်ရောခေါ်ရဲ့လေမြအာငိမ့်ချောင်းတာရလာတာ အိစက်နာ အဲ့ဒါကြောင့်ငါတို့ကိုလင်းလင်းပြိတ္တကိုမလိမ့်နဲ့အစာစိတ်သိမယ်လို့ပြောခြင်းဖြစ်ပါကြောင်း ကဲတက်တည်ပြမယ်အန်တီလိုက်ရင်ရှင်ဆုလက်နိုင်ကရှေ့ကနေဗလာဆိုင်ရဲ့အတန်နေနဲ့မန်နဲ့ထန်နေကျမရိုက်နှက်ပြီးတော့ကျမတီးမယ်ရှင်အဲ့ဒီရိုက်နှက်တီးတဲ့
တီလုံးတီးကွက်ကြတယ်မှာအန်တီလိုင်းကတချင်းကိုလွန်းလွန်းဆွဆွလေးဆိုပေးရမယ်ဆုလက်နိုင်တီလုံးစုံးတာနဲ့အန်တီလိုင်းတချင်းပြီးတာနဲ့ကွက်တီဖြစ်ရမယ်ဟုတ်ပြီနော်ကိုကတေချာနားထောင်ဆုလက်နိုင်လို့ဒီလိုတီးပြမယ်ဟာလူရှင်တော်အလုံးလို့ပြောရရင်တော့ပုတ်ပါတယ်လို့ပြောမင်းကွာရှာရှင်းနေရှင်းမဲချော်ခိုင်းနေတာကဲအဲ့တော့ဒါကအချစ်ရတချင်းရပထမပိုက်စင်လေးဟောပထမပိုက်တချင်းကတစ်လုံးလုံးမှာ3ပိုက်ပါတယ်ရှင့်ဟုတ်တော့ပိုက်အဲ့တော့ကျမတို့ဒုတိယပိုက်လေးခရီးဆက်ကြည့်မယ်ဒုတိယပိုက်မှာကျတော့ဆုလက်နိုင်ပမတိဆရာကိုဦးစားပေးကြည့်မယ်အဲ့တော့ဆိုင်းထဲမှာလက်တီးဆိုလို့ပြောမဆိုပမတိနဲ့ဆုလက်နိုင်နဲ့2ယောက်တိတ်ပင်မန်းတာဟုတ်တယ်ပမတိဆရာအရင်ပင်မန်းနေဟုတ်အဲ့တော့ဆုလက်နိုင်ကဒီနေရာမှာသူ့ကိုဦးစားပေးကြည့်မယ်ဟုတ်နော်ဟုတ်ကိုတီးရတော့စူးစမ်းကြည့်ရလုတ်ကြတီးလို့ကောင်းလိုက်တာဟုတ်နော်ဒါမျိုးတီးရတော့ဆုလက်နိုင်ကမနီးညူမပြင်းဘူးဟုတ်တယ်ဟုတ်ကဲ့နော်တီးရတာတိတ်ရတာရှိတာရှင့်ဟုတ်တယ်ရှင်ပိုင်းနဲ့နောက်ပိုင်းနဲ့ဆုလက်နိုင်တီးတာဘယ်ဟာပြောလဲမရဲ့နောက်ပိုင်းတီးရတာပိုပြောတယ်ဟုတ်တယ်ကိုတီးချင်တာတီးလို့ရတယ်တတ်ပေါ့ကိုတက်မြောက်ထားတဲ့အမှုပညာလေးကိုပရိသတ်ရှင်မှာစောစောတမန်ချပြပြီးတော့ဇိမ်ပင်လေးပြီးတီးလို့ရတယ်ရှင်ပိုင်းကဏ္ဍအဲ့ဒီလိုမဟုတ်ဘူးလူငယ်တွေဆိုတာကခက်တဲ့ချင်းနဲ့ကြိုက်ကြတယ်ဟုတ်တယ်ဟောရှင်းမှာစုနေတဲ့ပရိသတ်ကိုဟာသားနဲ့မျောသွားအောင်လည်းကျမတို့စွမ်းဆောင်ရတယ်လောက်ဟုတ်ကဲ့နော်ကာလာဆုံးတဲ့ပရိသတ်ကိုထိန်းရတာကိုမင်းကိုထင်ကိုစိတ်တိုင်းတာတီးလို့ရတာမဟုတ်ဘူးပရိသတ်ကြိုက်ကိုလိုက်ပေးရတာဟုတ်ကဲ့နော်အဲ့တော့ဒုတိယပတ်စင်ထဲမှာတော့အန်တီလိုင်းဆိုကောင်းအောင်ကျမတို့ကဒီလိုနေနေညောင်လေးတီးကြည့်ရအောင်ရှင်နားဆင်ကြည့်မယ်ဗျာဒါအန်တီလိုင်းရဲ့အတန်လေးပေါ့နော်ဟုတ်ကဲ့ပညာရှင်တွေဆိုတော့တိတ်နားထောင်လို့ကောင်းတာလန်ကောဟုတ်ကဲ့နော်အဲ့တော့ဒေတာမျိုးတချင်းနေဆိုတော့ကကျမတို့စိုင်းနောက်ပိုင်းကဏ္ဍနဲ့တကယ်မြန်မာတတဲ့ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေဖွင့်မှပဲလူငယ်လူထုဆိုတာကြားပါလိမ့်မယ်မှန်ပါဟုတ်ကဲ့နော်အဲ့တော့ဒီညလေးမှာစုလက်နဲ့တီးရတာအားမရသေးဘူးရှင်ဟုတ်ကဲ့နော်စိုင်းရဲ့အနှစ်သာရလေးကိုဗလာစိုင်းရဲ့ရိုက်ချက်နေနဲ့ကျမဒီလိုလေးပြန်လဲတီးပြချင်ပါတယ်ရှင်နားဆင်ကြည့်အောင်ဒါစိုင်းရဲ့အနှစ်သာရတပေါ့ဟုတ်ပြီအဲ့တော့နောက်ဆုံးပိုက်စင်လေးမှာကျတော့ကျမတို့စိုင်းကိုပြီးကြမှတီးရအောင်အစိုးကိုဦးစားပေးကြည့်ရအောင်ရှင့်ဟုတ်ပြီဗျာဟုတ်ကဲ့နော်ဟုတ်ကဲ့အန်ဒီလိုက်ရင်ရှင်ဆိုရတာပြောတယ်နော်ပြောပါတယ်ပြောတယ်ဖွက်ဆက်ကလည်းများတယ်ဒီဟာလေးကကျတော့ပြောမယ်ဆိုလို့ရှင်နည်းနည်းဖုံလေးပါလေးများရှူရှိုင်းမိလို့ရှင်အတန်ကတ်တတ်တဲ့အချိန်ကာလဟုတ်တယ်အေးရလည်းပြောမဆိုချွေးလေးတဆူဆူနဲ့စိမ့်စိမ့်အေးတာအလုံးလုံးတော့ချွေးရထွက်တယ်ဒါပေမဲ့ရာသီဥတုကအေးနေတာအတမန်းဆိုင်ရလည်းအရင်ကယူဆိုင်ရတယ်ရှင့်ဟုတ်ပြီနော်ကဲအဲ့တော့ဒီညလေးမှာဆုလက်နိုင်လို့နောက်ဆုံးပိုက်လေးမှာအတီလိုင်းကိုဦးစားပေးကြည့်အောင်ရှင်နားဆင်ချရတာလေအလုပ်ထဲမှာအမှုပညာကိုဇံဝင်ပြီးတော့ဝါသနာနဲ့ရင်းပြီးတော့ဆိုတာဟုတ်တယ်ဗျာအတန်ခိုးတာတွေမရှိဘူးနော်ရှိပါဘူးကျမတို့အမှုပညာကရင်ဖတ်နဲ့အလုံးလုံးရတာတပေါ့အဲ့ဒီရင်ဖတ်မပါတဲ့ခံစားမှုနဲ့အလုံးလုံးကြည့်ဘလောက်ပညာတက်နေပြီစေမကောင်းဘူးရှင့်ဟုတ်ကဲ့နော်မှန်ပါဆုလက်နိုင်တို့ကတော့ပညာတက်မဟုတ်ဘူးအခုချိန်မှာပညာသင်လေးပဲရှိသေးတယ်ဟုတ်ကဲ့နော်ရှာဖွေတော့ရှာဖွေတော့လေ့လာတယ်တော့ပညာသင်နေစေဒါပေတော့ညာလေးပဲကျမတို့ရင်ဖတ်နဲ့ရင်းပြီးတော့ဘာလို့အလုံးလုံးတာလဲဘာဖြစ်လို့ဝါသနာကိုအရင်တည်ရတာမှန်တာပေါ့ဗျာဝါသနာပါလုံးလို့လှုပ်လှုပ်ကြရတာပေါ့နော်တပေါ့ကဲဟုတ်ပြီအဲ့တော့အန်တီလိုင်းကသူကဆိုသွားတာတိတ်ကောင်းတောင်းဝင်ချေသွားပြီတောင်းဝင်ချေသွားပြီအဲ့တော့ဆုလက်နိုင်တောင်းဝင်ချေအောင်ထမ်းဆောင်ကြည့်မယ်အဲ့တော့ဗလာဆိုင်ရဲ့မန်နဲ့ထန်နဲ့ရိုက်ချက်တချို့ကြတော့မြူးရင်ဆိုင်ကောင်းတယ်ထင်တာအဲ့လိုထင်တာမြိုင်ရင်ဆိုင်ကောင်းတယ်ထင်တာမြူးတာတွေနားထောင်ခြင်းလက်ကနာဆိုင်တွေမြူးမှမြူးဗျာဟာမြူးဇက်ဆိုင်တွေမြိုင်မှဗျာဟုတ်ဒါပေမဲ့ကျမတို့ဗလာဆိုင်တော့အဲ့ဒီလိုမဟုတ်ဘူးရှင်ဟုတ်ကဲ့တိကျမှုပြတ်သားမှုအဖွဲ့အစည်းညီညွတ်မှုစီကံရှိမှုနဲ့တီဆောင်းမှဗလာဆိုင်ရဲ့အတန်အတွက်အနှစ်သာရဆိုတာထွက်ပါလိမ့်မယ်ဟုတ်တယ်ဆုလက်နိုင်စူးစမ်းကြည့်ပါဦးမယ်ရှင်လုပ်ကြည့်ပါခင်ဗျဟေးခြေခံသဘောဂီတရတ္တအနုပညာကိုပြောကပြရရင်တော့ခင်ဗျားတို့ကျွန်တော်တို့ဂီတရတ္တအနုပညာကကုံဆုံးမှာမဟုတ်ပါဘူးကုံနိုင်မှာဘူးဗျာဘာကြောင့်လဲကိုတော်ကြီးဘာဖြစ်လို့ပါလဲသမုတ်တရားကြီးကိုလက်ပြက်ကူးနေတယ်လို့ပါပဲဟုတ်တယ်အဆုံးစဆိုတော့အင်မတန်မှကိုရှားပါတဲ့ဒီဂီတရတ္တအနုပညာဖြစ်ပါတယ်မှန်ပါအဲ့တော့ခုနကရှေ့ကဆိုင်းဆရာပြောသွားတယ်လို့ပါပဲမှန်ပါအဲ့တော့ဆိုင်းဆိုတဲ့အတိုင်းလဲစိတ်မိတာသချင်းတို့ဟုတ်ကဲ့ဒီလိုဗလာဆိုင်တချင်းမျိုးလို့ဒါအစိုးပိုင်းတာတီးကြည့်စမ်းပါလားမန်တက်တဲ့ဒီလူပြိတ်တက်ဒီလောက်ပဲရှိမှာဟိုးတပေါ့အဲ့တော့
အနုပညာသမားတို့မြေဒီမှာစိတ်ဤခန္ဓာချက်နဲ့အလုံးလုံးကြခြင်းဖြစ်နေသည့်အတွက် မှန်ပါ လူငယ်လေးတွေကြိုက်နေတဲ့မဲ့တီးတီးချင်းများနဲ့တကောကကျွန်တော်တို့ဖြောပြီးတင်ဆက်ပေးရခြင်းဖြစ်ပါတယ် မှန်ပါ အဲ့တော့တချို့ကြတော့ပြောတယ်ကိုတကြီး ဘာတွေပြော ဂီတရတ္တမြန်မာဆိုင်ကိုဖြတ်နေခြင်းဖြစ်တယ် အေးဗျအေးဗျ အဲ့တော့မဟုတ်ပါဘူးဗျာတကယ်ကိုမဟုတ်ပါဘူး ဟုတ် အဲ့တော့ဘာကြောင့်နောက်ပိုင်းကဏ္ဍကြပြန်တော့လေကျွန်တော်တို့နောက်ပိုင်းလူတူအောင်တန်အောင်ကျွန်တော်တို့အလုပ်လုပ်ရမယ်ဗျ ဟုတ်တယ်လေ ဘာကြောင့်လဲတင်ရိုးတင်လေနီးမပြည့်နေ ဟုတ် ဝိုင်းထိုင်ခညာလိုက်စားပညာမရွေးပတ်စာအေးငါနဲ့ချိုးသားတကားပြပပြန်ရပလက်ကြသူရဲ့6ပြန်မဆောင်ပတ်တီကောင်း မှန်ပါမှန်ပါ အဲ့လိုစိုးစကားတွေရှိထား ဟုတ်ကဲ့ ဝိုင်းထိုင်ခညာလိုက်စားပညာမရွေးပတ်စာအေးငါနဲ့ချိုးသားတကားပြောကြညာပတ်ပြပတ်ရင်လက်ကြသူ6ပြန်မဆောင်ပတ်တီကောင်း မှန်ပါ အဲ့တော့အဲ့လိုတွေတက်နေပြီညာဆိုလေပထမပိုင်းမှာသာလေခုကတချင်းမျိုးတွေကတီးလိုက်ရင်မန်းတက်တဲ့ဒီလောက်ပဲလူရှိပါပဲ ဟုတ်တယ် အဲ့တော့လူတော်မင်္ဂလာပွဲကြီးဦးမြင့်သူတို့ဒေါ်ပြုံးပြုံးဝေတွေလူတော်မင်္ဂလာပွဲကြီးမှာလူတော်မင်္ဂလာစိုင်းထဲ့ခြင်းမှာပက္ကသနာအလုပ်ဖြစ်ပါ မှန်တာပေါ့ဗျာ ဘိတ်သိက်ထဲ့ခြင်းမှာပက္ကသနာအလုပ်ဖြစ်ပါလေ တပေါ့တပေါ့ ထိုင်းမင်းတို့ကုသကြီး ခင်ဗျာ ခင်ဗျားတို့ကျွန်တော်တို့ခေတ်ကာလကြီးကတနည်းအားဖြင့်ပြောရရင်တော့လူတော်မင်္ဂလာပွဲကြီးတစ်ခုကျင်းပပြုလုပ်လိုက်ပြီဆိုရင်အဲ့ဒီလူတော်မင်္ဂလာပွဲကြီးမှာဟာစိုင်းမှာပါဘူးဟာဘိတ်သိက်မပါဘူးဟာဆိုရင်ဟာဒီလူတော်မင်္ဂလာပွဲကြီးကအလူဘိန်လား အဲ အလူဘိန်လားဆိုတော့ခင်ဗျားတို့လည်းသိမှာပါ ဟုတ်ကဲ့ ဖြစ်တယ်လို့လူကြတယ်အလူလားဗောဗျာ အဲအဲ အဲ့လိုပြောနေကြတယ်ချိန်သမယကြီးမှာအဲ့တော့ဒီကသမယဟာနိုင်ငံကျော်ဆိုင်စုလက်နိုင်ငားလိုက်တယ် ဟုတ်ဟုတ် ဘိတ်သိစင်သူငှားထားလိုက် အမ် အဲ့ဒါကြီးကပက္ကသနာအလုပ်တွေစူပေမဲ့လို့လေကိုတာကြီး ဘွားကကြီး တနည်းအားဖြင့်တော့လူတော်မင်္ဂလာပွဲကြီးတစ်ခုစီစဉ်ဖြစ်ပါတယ် မှန်ပါ လူတကာကြီးဦးမြင့်သူအလူတကာကြီးဒေါပြုံးဝေတို့ကမိမိတို့စင်ကြဲသောရရှိလာကြပါသောပစ္စည်းဥစ္စာယရနာများကိုဒါနဥစ္စာတို့ညီဝမြုပ်တဲ့နည်းမြ မှန်ပါမှန် စာ ပါ သူလာကကြွေတောင်းသူလာကပေးတစ်ကြိမ်လေးအလူကဆက်မျက်နှာဘေးမကြပါမဲ့နဲ့ပြောစည်းသန်းကြီးချိန်ချိန်သိပြီးနိဗ္ဗာန်စုပွဲတဲ့ပွဲတစ်ခုကျင်းပတဲ့နေသားတစ်ခုမှာ မှန်ပါ သူတို့လူတော်မင်္ဂလာပွဲကြီးတော့လူစီကားကြတာဗော တပေါ့တ အဲ့တော့စီကားကျင်လို့ဒါလေဒီခုဖြစ်လိုက်ပြီးညာတော်လေဂီတရတ္တအနုပညာကိုနားဆင်ခံစားတဲ့ချစ်စော်အပိသက်တော်ကြီးများကဘာနဲ့အလားတရံတူးလုံးဆိုတော့ကိုတကြီး ဘွားကကြီး ဒီမီးလေးတွေလားတရံတူးပါတယ် မှန်ပါမှန်ပါ ဆိုတဲ့နိုင်ဆိုင်ကြီးမီးတွေထည့်ထားလိုက်တာ ဟုတ် အဲ့လိုပါပဲအနီရှိတယ်အဖြူရှိတယ်အပြာရှိတယ်အစိမ်းရှိ ဟုတ်ကဲ့ ကာလာဆုံးကိုဗျ မှန်ပါ ကာလာဆုံးတဲ့ပြိတ္တကိုဖြိုပြီးတင်ဆက်ပေးပြီးတော့ပြိတ္တသဘောနားလေတတ်ပြီးတော့ပြိတ္တငြိမ်ညစ်စိတ်ညစ်တိတ်ချင်းဟိတ်ချင်းငေါက်ချင်းဆိုတာဂီတရတ္တအနုပညာသမားတွေရတ္တစိတ်ထဲမှာရှိတယ်ဗျာနော် မှန်ပါမှန်ပါ အခုချင်းကျတော့ဆုလက်နိုင်ဘာတွေတီးမလဲဘာတွေစူမလဲလို့ဒုံလို့သူလို့ဝိမန်းကြီးညတဲ့ချစ်စော်တော့အပိတ္တတော်ကြီးမြတ်တဲ့ဆုလက်နိုင်ပြောပြီးတင်ဆက်ပေးဖို့အခန်းကဏ္ဍမှာကိုတကြီး ဘွားကကြီး ရေမွန်ပြည့်ပြည့်တို့ဒေဝစာဂီတပတ်ဝဲလောမကျန်တဲ့ဖြတ်သိမ်းလေးချင်းဆောင်းကတိန်နာတို့သူတို့ရှူချိုက်တဲ့ခိုင်သိညာဝမ်းသားလိုက်လဲချမ်းသာမြဲချင်းတဏ္ဍစေစေတနာချင်းပြီးတော့ဂီတဘယ်နဲ့ဝင်လက်ကမ်းလေးလေးတင်ဆက်ပြညောင်းဦးပြနားစင်အပေါင်းတာယာသေးကြောင့်ပန်းစုတောင်းကဆုလက်နိုင်ရဲ့မေတ္တာကဘာတဲ့ရ ဟိုရှိရှိကလိုင်းထိတ်ခံတဲ့သခင်မမောသူ့မောင်တော်ပြန်လာခဲ့စဉ်ဆက်လဲမပြောလာလုံးလုံးငယ်မြောထူတဲ့တကူရာသုံးချက်စီစားတောင်းချရခိဒပြင်းသာတောင်းမခတ်တာပြင်းနေလေလေးရဲ့ကိုတာကြီး ခင်ဗျာ ကျမအခုတီးလိုက်တဲ့တချင်းလေးကပြောမယ်ဆိုရင်တမိုင်းလေးနဲ့လာရရင်ရှင်းနဲ့ထုတ်ရမယ်တချင်းလေးပေါ့ရှင် ဟုတ်ကဲ့ဟုတ် အဲ့ ကဲ့ တော့ပရိသတ်တွေနားစုနားထောင်မှုကြတဲ့တချင်းကဘယ်တချင်းလဲ ဘာလဲ စိတ်ချူရဲ့တဲ့ကြားညောင်လောက်ရောင်တွေအလေးအမလို့မရွှေကူပရိရဲ့ကမိခုမျိုး ဘောလေဘောလေ ဖုံးလေတချင်းဒီတချင်းပရိသတ်တွေအားလုံးသိရတဲ့စိတ်ချူးကြညောင်ပေါ့ရှင် အဲ့ပေါ့ ဟုတ်ကဲ့နော် ဟုတ် ဒါပေမဲ့ခုကျမတီးလိုက်တာက
အဲ့ဒီလိုမျိုးလွမ်းထားတဲ့တချင်းတစ်ပုတ်ပဲစိတ်ချူးကြညာကတော့မဟုတ်ဘူးရှင့် ဟုတ်ကဲ့ ဗါတယ်လေ ဗါတယ် လှိုင်းထိတ်ခေါင်တင်မိဖုရားကြီးကကနောင်မင်းသားကြီးကိုအထင်လွဲတော်မူပြီးတော့လွမ်းထားတဲ့တချင်းလေးပါ ဟုတ်ကဲ့ ဟုတ်ကဲ့နော် ဟုတ်ကဲ့ ကဲလှိုင်းထိတ်ခေါင်တင်မိဖုရားကလွမ်းရတယ်ဆိုတော့ကနောင်မင်းသားကဘာလုပ်နေလို့လဲ မေးတရားရှိတယ် ဟုတ်ကဲ့ အဲ့တော့ကျမတို့အောက်ဗမာပြည်မှာနေကျမျက်နှာဖြူတွေကတိတ်ပိုက်လိုက်တဲ့ကာလအဲ့ဒီကာလမှာကနောင်မင်းသားကြီးစဉ်းစားတယ်ဟောငါတို့အေယာဝတီမြစ်ကြီးနဲ့စုံစမ်းပြီးတော့လေဒီမျက်နှာဖြူတွေရောက်လာနိုင်တယ်တဲ့ အဲ့ပေါ်လေး အဲ့တဲ့နိုင်ငံကြီးရဲ့စီမံချက်ရဟောကနောင်မင်းသားကြီးကမြန်မာနိုင်ငံမှာလက်နက်စပြီးတော့တီထွင်ကြံစားခဲ့တော့ပုဂ္ဂိုလ်ကြီးတူပါ ဟုတ်ကဲ့ ရှင်းမြုံမိုင်းနေမြေမြုံဘုံနဲ့ကနောင်မင်းသားကြီးစတင်ပြီးတော့တီထွင်ခဲ့တာရှင့် မမ ဟုတ်ကဲ့နော်အဲ့လိုနိုင်ငံကြီးရဲ့စစ်ရေးအရာလှုပ်ရှားနေတဲ့ကနောင်မင်းသားကြီးအကြောင်းကိုမသိဘဲနဲ့စောင်းတော်မကူးလို့မို့လှိုင်ထိတ်ခေါင်တဲ့မိဖုရားကအထင်လွဲတော်မူထားတာ ထင်လွဲ တချင်းနာမည်လေးကလည်းဆန်းဆန်းလေး ပါတယ် တချင်းနာမည်ကနှစ်ပိတ်တခွဲလို့မြင်ရပါတယ်ရှင် နာမည်လေးကဆန်း နှစ်ပိတ်တခွဲဟုတ်ပြီနော်အဲ့တော့ဆုလက်နိုင်ကဒါလေးကိုတိနရှင်အန်ဒီလိုင်ကပနာမလေးဆိုသွားတယ် ဆိုလိုက်ပြီ အတိပိုက်လေးကျွန်မပြန်သိပြပါဦးမယ် ကဲနှစ်ပိတ်တစ်ခွဲတဲ့တစ်ကြိတ်တစ်ခဲလှုပ်လိုက်ကြအောင် ဟိုရှိရှိကလိုင်ထိတ်ခေါင်တင်သခင်မမောသူ့မောင်တော့ရလာခဲ့စဉ်စလင်းမပြောလာနိုးနိုးငယ်မျောထူတဲ့တကောနာသုံးရက်စီစားတောင်ချမ်းသာတောင်ရင်းရင်းသာတောင်တောင်မှာခတ်တာပြင်းနေလေလင်းရဲ့ တချင်းလေးရဲ့ဒုတိယပိုင်းလေးဟုတ်ကဲ့နော်မှန်ပါ ပြီးရင်ဆုလက်နိုင်တို့ဘာကြောင့်နှစ်ပိတ်တစ်ခွဲလို့ဖြစ်ပေါ်လာလဲဆိုတာတချင်းရဲ့စာသားလေးကအပြည့်ပြည့်သွားပါလိမ့်မယ်မှန်ပါအဲ့တော့အန်တီလိုက်ရင်ရှင်ဒါကဒုတိယပိုင်းစင်လေးနော်အဲ့တော့ဒုတိယပိုင်းစင်လေးမှာအခုနေများရှင်များရှိရင်ဆိုတဲ့အပိုင်လေးကိုတမျိုးဆိုပေးပါအောင်စိတ်တော့အခုနေများရှင်များရှိရင်လိုင်းထိုက်ကောင်းနေတခင်မကြီးချမ်းသာအယောက်သွား၍ဖျားကျမရဲ့အဖြစ်တွေကိုရှင်းကြတဲ့သူတွေလည်းအထူးသိလေအောင်ဟုတ်ပြီအခုနေများရှိများရှိရင်တဲ့သူ့ရဲ့အဖြစ်ပြက်တွေကိုလှိုင်းထိတ်ခေါင်တဲ့မိဖုရားကြီးရဲ့ထံမှာစာပေတွေရေးသားဖို့ရအတွက်ရင်ပွင့်စကားတွေပြောပြီးတော့ရေးသိချင်လိုက်တာတဲ့သူ့ရဲ့ခံစားချက်တွေပြောပြီးရေးခိုင်းနေတာရေးခိုင်းချင်လိုက်တာတဲ့လှိုင်းထိတ်ခေါင်တဲ့မိဖုရားကြီးဆိုတာလည်းကလောင်သွားတိတ်ထက်တဲ့မိမတရားဟုတ်ကဲ့နော်ပြောမယ်ဆိုရင်ထက်မြက်တဲ့မိဖုရားတူပါအဲ့ဒီနေသားမျိုးမှာဒီခံစားချက်တွေကိုရင်ပွင့်ချင်တာကဘသူများလဲဘသူလဲအမေတော်မမအေးပါရှင့်အိုးဟုတ်ကဲ့နော်အမေတော်မမအေးကွယ်လွန်သွားခဲ့ပါပြီဟုတ်တယ်ဗျအသက်40ကျော်မှတခြားနိုင်ငံမှာဘဝသစ်စားခဲ့ရတဲ့ကျမတို့ရဲ့စံပြထိုက်သောခဏဝင်အဆိုတော်ပညာရှင်ကြီးပါဟုတ်တယ်ဗျဟုတ်ကဲ့နော်တိတ်လဲတနာစရာကောင်းတယ်လေးစားစရာလည်းကောင်းပါတယ်အမေတော်မမအေးဆုံးမသွားတဲ့အချိန်မှာသူ့ဘေးနားမှာသူ့ပေါ်မှာချစ်ကြခင်ကြတဲ့ပြောမယ်ဆိုရင်ကတော့ဟိုမိန်ယာဟင်းကောင်းပါတယ်ခင်ရရွှေမျိုးပေါ့နော်အဲ့ဒီလိုမျိုးသွေးမတော်တာမဆက်တဲ့ရွှေမျိုးတွေပဲရှိခဲ့တာသူ့ရဲ့သွေးသားရင်းချာတွေမရှိခဲ့ပါဘူးဟုတ်တယ်ဟုတ်ကဲ့နော်ဒါပြီးတော့ညာလည်းပဲအမေတော်မမအေးဟာ
သူနာမည်ကတော့ဘယ်တော့ခါမှတည်ဆုံးသွားမဲ့လူတရားမဟုတ်ပါဘူးရှင် ဟုတ်ကဲ့ နော်အဲ့တော့အမေတော်မမအေးကဒီနေရာလေးမှာသူ့ရဲ့ခန်းစားချက်တွေကိုရင်ဖွင့်စေချင်တာတဲ့ရင်ဖွင့်ပြီးတော့တချင်းရေးစေချင်တာလှိုက်ထိတ်ကောက်တဲ့မိဖုရားကြီးကိုတဲ့အဲ့တော့ဒါလေးကိုမကျင့်တဲ့ဘူးအတီးလေးတစ်ခေါက်လောက်ကန်နေတီးပြချင်ပါတယ်ရှင်လှုပ်လိုက်ပြမရှိပါအဲ့မင်းမတစ္ဆာလူမာဂတိနတ်မှာကြတော့တမာတိပါလေဗျာဟုတ်ကဲ့နော်ကဲအဲ့တော့လှိုင်းထိုက်ကောင်တဲ့မိဖုရားကြီးနဲ့ထိမ်းမြလက်ဆက်ခြင်းမပြုတ်ပြင်မှာကနောင်မင်းသားကြီးက तू ကမိဖုရားကြီးကိုဘယ်လိုပြောလဲဆိုတော့ဂတိတွေပေးခဲ့တာဂတိပေးခဲ့တာဗါတယ်လေနှစ်မတော်ရဲ့တဲ့နှစ်မတော်ကလို့ပြီးတော့တခြားချီရမဲ့သူမောင်းတော့မှာပေါ်လာမှာဆိုမိုးချိုးပြစ်ပါစေတဲ့နော်မိုးချိုးပြစ်ပါစေတဲ့အချိန်ချင်းပြစ်ပါစေဆိုပြီးတော့ဂတိပေးတော့လှိုင်းထိုက်ကောင်တဲ့မိဖုရားကယုံကြည်တာပေါ့ဒါပေမဲ့ခက်တယ်ဗျလှိုင်းထိုက်ကောင်တဲ့မိဖုရားနဲ့ထိမ်းမြလက်ဆက်ပြုတ်ပြီးသွားလိုက်ရောကနောင်မင်းသားကြီးကကိုလုတ်တော်က90ကျော်တယ်နော်ကိုလုတ်တော်ကပြောမယ်ဆိုကိုလုတ်တော်ဆိုမိဖုရားအချွေရပြောမယ်ကိုလုတ်တော်ဆိုတည်းကမယငယ်ပြောတာအယောက်90ကျော်တယ်တဲ့သူ့ရဲ့မိကိုကစအယောက်80ကျော်တယ်တာသမီးကအယောက်30ကျော်တယ်တဲ့အဲ့တော့မင်းကအဲ့မှာမိဖုရားကအထင်လွဲတော်မူတဲ့နေရာမှာဒီနေရာမှာတိတ်ရေးကြီးသွားပြီအဲ့ဒီလိုက်ရင်ရှင်ကလည်းထိန်းနေပြောရတာတကယ်တော့ကျမတမိုင်းကိုပြောချင်တာပါဟုတ်ကဲ့နော်အဲ့ဒီလိုက်ဒီနေရာလေးမှာတယောက်တည်းအလွတ်လေးဆိုပြရှင်ကျင်းနာရီဟောင်းဆူဆူမနာတမင်လိန်နာရီမမြုပ်ဘူးပေါ်တယ်လို့ပေါ်ဟိုနောက်များတော့သေပေါက်ပြတာမျက်နှာများခဲ့တော့မျက်နှာများခဲ့တဲ့တော့တဲ့စောင်းတော်ကူးမလာလို့မိဖုရားကရှင်ထဲမှာခံစားပြီးတော့တချင်းလေးကိုမြည်တမ်းနေတာဟုတ်ပြီနော်ကဲအဲ့တော့ဒီနေရာလေးမှာတီးချက်လေးထည့်ကြည့်အောင်ရှင့်တီးချက်လေးထဲမှာကျမတို့တာဖရအဖွင့်ပိတ်လေးလို့ကိုတရားကျော်ပတ်မှာတိတ်ရေးကြီးသွားပြီအဲ့တော့တလုံးထဲကိုတောင်းလေးနဲ့ထောင်းပြီးတော့တာဖရဖွင့်ပိတ်လေးတီးပြပါလားအလွတ်လေးအလွတ်အဲ့ချက်ထည့်တီးတာတီးနေမှာနဲ့ချက်ကာကိယာဘူးဆိုတာကြောင့်ထမင်းအောင်စားလာဟုတ်ကဲ့နော်ပြောမှဆိုရင်ဒါတာဖရာအဖွင့်ပိတ်ဒီလိုနေရာလေးမှာကျမတို့ကဆက်ကော့လက်ကော့လေးတီးကြည့်ရအောင်တချင်းကပြောမှဆိုရင်တမိုင်းဝင်တချင်းဆိုပြီးတော့ညလည်းပဲပရိသတ်တွေကကြည့်ရတာရှေ့ပိုင်းမှာတော့ကလည်းအခက်နေတီးသွားတာအိတ်ချင်သွားမှဆိုလို့ဟုတ်ကဲ့နော်ဆက်ကော့လက်ကော့လေးတီးကြည့်ရအောင်ရှင့်ဟုတ်ပြီဗျာလုပ်ကြည့်အောင်
ပေါ့ဟိုနောက်များတော့ဒီဖောက်ပြတာမျက်နှာများငယ်ကကျင်းနာပြောင်းလဲကောင်းမယ်မထင်နဲ့မောစားတင်မိုးညချင်းချင်းညီမဆိုရပါသလားရှိလာရောင်ထုံလာနေမြောင်မမရီငါမြောင်လဲပြီးကိုယ်တော်ကျော်ရှိမပေါ်ပြေဘောပေါ်ကဲတချင်းနာမည်နှစ်ပိတ်တခွဲတဲ့ဟုတ်ကဲ့ဘာကြောင့်နှစ်ပိတ်တခွဲလို့ဖြစ်ပေါ်လာတယ်ကျွန်မနည်းနည်းလေးစကားလေးပြောပေးရစီဟုတ်ကဲ့ဗျအဲ့တော့တိုင်းကြီးပြည်ရာတွေနဲ့ရှုပ်ထွေးနေတဲ့ကနောင်မင်းသားကြီးကစောင်းတော်မကူနိုင်တဲ့ခါစိတ်ဆိုးနေတာမိဖုရားစိတ်ဆိုးတာကိုတင်းကြတော့ကနောင်မင်းသားကြီးကစောင်းတော်ကူးလာတယ်ပေါ့အဲ့လိုစောင်းတော်ကူးလာတဲ့အချိန်ကသမီးကတော်တော်လင့်သွားပြီအချိန်ကတော်တော်လင့်သွားပြီအချိန်တော်တော်လင့်နေဆိုတာကတော့ပြောဆိုမနဲ့၄မိုင်းရောက်သွားပြီပေါ့မနဲ့၄မိုင်းရောက်သွားတဲ့ခါမှာမိဖုရားကြီးစီးပြီးတော့မေးတာအရှင်သားတဲ့အရှင်သားလာတဲ့လမ်းမှာအတန်နေကြားလာဖေမေးပြီကြားတာကိုနမတော်ရဲ့တဲ့အတန်နေကြားပါတယ်တဲ့ကဲဒါပြင်အရှင်သားလာတဲ့လမ်းမှာကြားရတဲ့အတန်တွေကဘာတန်နေလဲဖေတဲ့နမတော်ရဲ့တဲ့ကြားနေရတဲ့အတန်တွေကတော့ကြက်တုံတန်တွေပေါ့တဲ့ကောင်းပါပြီအရှင်သားတဲ့ဒါပြင်အခုတုံနေတဲ့ကြက်တွေကဘာကြက်တွေလဲဖေနမတော်ရဲ့တဲ့အခုတုံနေတဲ့ကြက်ကစက်တကောင်းကြက်တွေပေါ့တဲ့စက်တကောင်းကြက်စက်တကောင်းကြက်ဆိုတော့ကပြောမဆိုအစောဆုံးတုံတဲ့ကြက်ပြောမဆိုညိမနက်ခင်အရင်ဦးဆုံးတုံတဲ့ကြက်ပေါ့သဘောတော့သူရောက်တာစောသေးတယ်ဆိုတဲ့သဘောကိုပြောချင်တာပြောချင်တဲ့ကမှနိုင်ထိတ်ကောင်တဲ့မိဖုရားကြီးဩတဲ့ तू ကစင်ဝေးရန်ရှောင်ဖြေတယ်သားပဲတဲ့ဒါဖြင့် तू ကနောက်ထပ်ထပ်ပြီးတော့မေးလိုက်တာဘယ်လိုမေးရရှင်သားတဲ့အချိန်မလောက်ရှိသွားပြီလေတဲ့နာရီအချိန်ကိုမေးတာအဲ့မှာကနောင်မင်းသားကြီးကလည်းအကင်းပါတဲ့သူတယောက်ပဲနာရီအချိန်ကိုမေးလို့ရှင်၄မိုင်းမှာရောက်လာလို့သူ့ကိုနောက်ထပ်ပြီးတော့မိဖုရားကပြောတော့မယ်ဆိုတာသိတော့ဘလို့ဖြေလိုက်လဲအချိန်တော့မမေးပါနဲ့နှမတော်ရဲ့တဲ့အချိန်မနှဲလို့နှစ်ပိတ်တစ်ခွဲတော့ရှိမှာပါတဲ့ပညာရှိစဉ်သွားတော့ချီမြင်မှာကြောင့်များကြက်ရဲ့အချိန်ကိုသွားပြီးတော့ဖြေလိုက်တာဟုတ်ကဲ့နော်ဒါကြောင့်မို့ဒီတချင်းလေးကနှစ်ပိတ်တစ်ခွဲဆိုတော့ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါလေရှင်ဟုတ်ပြီနော်ကဲအဲ့တော့ကျမတို့မနက်ခင်းလင်းလို့ရှိရင်စက်သမားတွေလည်းဖွင့်ကြတယ်ကျမတို့လူပညာသမားတွေလည်းတီးကြတယ်ဘာလေးတီးကြတယ်ရေကင်းရေကင်းလေးတွေတီးကြတယ်နော်ဟုတ်ပြီအဲ့တော့ရေကင်းဆိုတာဘယ်ကနေဖြစ်ပေါ်လာတာလဲတဲ့ရတနာဘုံနန်းမြို့ရိုးမှာပတ်တရောင်လဲတဲ့ပြောမစို့ကင်းလဲတဲ့ရဲမက်တွေမအိပ်ရအောင်လို့အဲ့ဒီပတ်တရောင်လဲတဲ့ရဲမက်တွေမအိပ်ချင်အောင်လို့အတီးသမားတွေကပလုတ်တော့ခောက်ပေးရတယ်ဒီအတန်ကိုကြားလို့ရှင်ဩခင်းနေလာပြီရေကင်းတန်ကြားပြီပေါ့အဲ့မှာကျမတို့လူပညာသမားတွေဆိုတာကကလေးတပင်းနဲ့သူယူဤသုံးကမူခတ်တိုက်ပါဝင်ဖြစ်တယ်ဒါပေါ့ကောင်းတာပြောရင်ကောင်းတာဖြစ်တယ်မကောင်းတာပြောရင်မကောင်းတာဖြစ်တယ်အဲ့တော့ကောင်းသောချင်းရမှာကိုရွေးချယ်ပြောနိုင်ဆိုနိုင်မှုတိတ်လိုအပ်ပါတယ်အဲ့တော့ဆုလက်နိုင်တော့လည်းအတိတ်နဲ့ပဲကြောင်ဆောင်ကြည့်အောင်မြမပြည်ကြီးအေးချမ်းပါစေအေးချမ်းပါစေမြမပြည်ကြီးငြိမ်းချမ်းပါစေအဲ့တော့အများသူငါတွေတီးတဲ့ရေကင်းကိုဆုလက်နိုင်လို့စိုက်ဖွယ်ကြီးအေးရခင်ဖြစ်နေပြောင်းတည်ရအောင်ရှင်ဟုတ်ပြီနော်အဲ့တော့တချင်းနာမည်ကနှစ်ပိတ်တခွဲနှစ်ပိတ်တခွဲဆိုတော့
ချက်ကလည်းပါအောင်မှဖြစ်မှာ ဟာဟုတ်တယ် နောက်မှာ KB ထဲမှာတလိမ့်ဆန်ဘောင်းဆောင်ရဲ့အတန်လေးထည့်လို့ရတယ် ပါတယ် ဒါပေမဲ့မထည့်ဘူးအစစ်နဲ့အလုံးလုံးကြည့်မယ် ဟုတ်ပြီ အဲ့တော့ဦးလေးနှဲစီယာနီလာညော့ အင်း အဲ့ဒီမနက်ခင်းရေခင်းတန်လေးကြားထဲမှာအာယုံဦးရဲ့အစလင်းချက်တွန်တန်လေးပေါ့ အော် နှဲလေးနဲ့တွန်ပေးရမယ် ဟုတ်ပြီ ဟုတ်ပြီနော်နှစ်ပိတ်သက်ခွဲကိုရုံလုံးဖော်ကြည့်ရအောင်ရှင့် ဟုတ်ပြီဗျာဟုတ်ပြီဗျာ မန္တလေးတိုင်းဒေသကြီးတရားဦးမြို့နယ်တမန်ကုန်ကြီးရွာကြီးမှာဆုလက်နိုင်မင်္ဂလာရွှေဆိုင်တော်ကြီးတိကက်ဖြိုပြသည့်နေ့မှာစ၍စီကိုရေချိုးစေယုံမီးလုံးဇဘာကိုတောင်းလုံးပုံနေကြပါစေလို့မြစ်တာများရှေးဥစွာပို့တာရဲ့နဲ့ဟောဒီဤရဲ့အေကြီးရွာကြီးမှာအေဂျန်တာယာပြောရွှေနိုင်အောင်အတွက်ဘေးထွေထွေကွင်းရအောင်ဆုလက်နိုင်မင်္ဂလာရွှေဆိုင်တော်ကြီးကိုတော်ကြီး အေးလေလား ညစင်ချင်းချာ ကဲဒီတော့ကိုတော်ကြီး ဟောတာကြီး စကားအရာကြအင်္ဂါ၄တန် မမမမ စကားအရာအင်္ဂါ၄တန်ဆိုပေမဲ့လေစကားပြောချင်လို့လေပြောချင်နိုင်လေပြောလို့မရပါဘူးဆိုချင်နိုင်လေဆိုလို့မရပါ မ ဘူး ရပါ ဘာကြောင့်လဲတဲ့တပင်သမားလာတော့မှတ်သားစရာကြံရမယ်စိုင်းသမားပြန်ရင်တမိုင်းစကားကြံရမယ်ဆိုသည့်အတိုင်းဒီတဲ့ချင်းနဲ့စီးစရာကြောပြောရမယ်ဆိုတော့ကိုတော်ကြီး ဟောက တော့ကြက်တော်တယ်လေးပေါ့နော် ဟုတ် ဆိုတော့နိုင်ခုနကရှိရဆိုင်းဆရာကခဏခဏပြောနေတယ်လို့ပါပဲ ဟုတ် အဲ့တော့လောကနေရာမှာတရားကြီးမှာတဲ့ ဟုတ် ဒီလိုကြီးနိုင်ရီစက္ကန့်နေဟာပေါ်မလာခင်ချိန်သမရမှာ ဘာတွေရှိခဲ့လေ ပါလေတော့ ကြက်တော်တန်ကိုဘ ਹੁ ပြုတ်နေခဲ့ရတယ်များစွာရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ မူလာတန်းဖတ်စာအုပ်ထဲမှာလည်းခမရတို့ပါတယ် ဟုတ် နောက်ပိုင်းလေးကိုတောင်အောင်မြောက်အောင်တော့မအောင်တော့တယ်နော် ဟုတ် ရှေးပိုင်းမှာဒါလည်းကျွန်တော်တို့ကနည်းနည်းလေးပြိတ္တရှိနေသည်အတွက်သိခံပေးခြင်းဖြစ်ပါတယ် တပေါ့ အဲ့တော့မူလာနဲ့ဖက်စာအုပ်ထဲမှာပါရှိတာဘာလဲတဲ့ အင်း ရှေးဘိုးစီရမ်းများကိုတော့မကြရကြပြီးလေးလာရာသီတိုင်းထာနေမဟုတ်ကြပြီမို့ကြက်တံကိုဘ ਹੁ ပြုတ်ရတယ်တောသူရွာမို့ ဟုတ် အဲ့တော့ကျွန်တော်တို့မင်းနေပြည်တော်တွေနဲ့ဝေးတဲ့ရှေးမြန်မာပြည်လက်ထက်တွေပေါ့ဗျာ အဲ့ပေါ့ ပထမမြန်မာနိုင်ငံတော်ကြီးကိုစတီထောင်တာကအနော်ရထားတဲ့ မှန်ပါ ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတီထောင်တာဘရက်နောင် ဟုတ် တတိယမြန်မာနိုင်ငံတော်ကြီးကိုတီထောင်တာကကျွန်တော်တို့အလောင်းမင်းတရားကြီးဥအောင်စေရ ဟုတ် အဲ့ဒီမြန်မာဘရင်တွေလက်ထက်တွေတော့ကအဲ့ဒီမင်းနေပြည်တော်တွေနဲ့ဝေးတယ်ဟောတော့ရဒေသတွေမှာကြတော့ကြက်တန်ဟောဘ ਹੁ ပြုတ်ပြီးနေရတယ်တဲ့ မမမမ အဲ့တော့မင်းနေပြည်တော်နဲ့နီးတဲ့ဒေသတွေမှာကြတော့စီတံကိုကြားရတယ် မမ နေပြည်တော်နဲ့မင်းနေပြည်တော်နဲ့ဝေးတဲ့ဒေသတွေကြတော့ကြက်တံကိုဗဟိုပြုတ်ပြီးနေရတာကဘယ်လိုလဲဆိုတော့ကိုသားကြီးရေ ဘယ်လိုပါလဲ ညတညအိတ်ဆက်လိုက်ပြီးဆိုရင်ကြက်တကောင်တွန်လိုက်ရင်အိုးဒါကလေးကြက်တွန်နဲ့ကြက် ဟုတ်ကဲ့ ဒါကတော့တန်ငယ်အိတ်ဆက်တွန်နဲ့ကြက် အင်း ဒါကတော့တက်ကြီးကောင်းချတွန်နဲ့ကြက်တန်ဆိုပြီးကြက်တန်ကိုဗဟိုပြုတ်နေရပါတယ်တဲ့ မမ မင်းနေပြည်တော်ရင်းနဲ့နီးတဲ့ဒေသတွေကြတော့ကိုသားကြီးရေ ခင်ဗျာ လောဣတံတမသောဒရာနာဂဟပနပုတ်ပေထဝေကုနဝေကုထားမှုသေးကြ73နေပြိုကညာစံကိတာနှွေနောက်16ပင်ဝင်အောင်နှစ်ပါလိုခါနှစ်လေးနေဤစတဲ့တီးပါရှိမော မမမမ အဲ့တော့မင်းနေပြည်တော်တွေနဲ့နီးတဲ့ဒေသတွေမှာကြတော့စီးသံကိုဘ ਹੁ ပြုပြီးနေရတာကဘယ်လိုလဲဆိုတော့ကုသကိရေ ခင်ဗျာ လောဣတံတမလောဟိတတမသောရဏဂဟပနပုတ်ပေထဝင်ကုနဝင်ကုထားမှုသေးကြ73နေပြိုကညာစံကေသာနဲနောက်ဆက်ကြောက်ဝင်ဝင်အောင်နဲ့ပါလို့ခါနဲ့နေဤစတယ်တီးပါရွှေမောင်းဆိုတာ15ကျက်သားရှိတဲ့ကြီးဖလားလေးကိုအလဲကောင်းမှာအပေါက်ကလေးသေးသေးလေးဖောက်ရတယ်ဗျို့ ဟုတ်ဟုတ်ကဲ့ အဲ့ဒီအပေါက်ဟာဘယ်လောက်သေးသေးလဲဆို73နေပြိုကညာ
စံကေတာနှွဲ့နောက်16ပင်ဝေအောင်နှစ်ပါလို့ဆိုတော့73နှစ်အမျိုးသမီးရဲ့သပင်16ပင်ဝင်းသားရောအပေါက်ကလေးသေးသေးလေးဖောက်ပြီးအဲ့ဒီကြေးပလားလေးကိုရေအိမ်လုံးအလဲမှာထည့်ထားရတဲ့ပြုတ်ဟုတ်ထည့်ထားပြီးအဲ့ဒီကြေးပလားလေးတွေကနေပြီးတော့အပေါက်သေးသေးလေးတွေရေလေးတွေစိတ်ဝင်လာပြီးကြေးပလားလေးတွေပြည့်လို့အဲ့ဒီကြေးပလားလေးအောက်ကိုမြုပ်သွားပြီဆိုတော့ဟာဟိုဘက်ကမပေါအဲ့ဒါဆိုပြိတ္တဓမ္မောင်းလို့ခေါ်ဆိုပါတယ်ဟုတ်အဲ့ဒါမျိုးပုံမောင်းကြည့်တဲ့ချိန်ကြမှာတဘိုးလို့ခေါ်တွင်ခဲ့တယ်လို့လေ့လာလိုက်ဆိုင်ရခြင်းဖြစ်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်တို့ကဂိတရတ္တအနုပညာသမားဆိုတော့ဂိတရတ္တအနုပညာအကြောင်းကိုကျွန်တော်တို့ကပြောခြင်းဖြစ်ပါတယ်တဘောမိချောင်းနဲ့ရေခင်းပြခြင်းမဟုတ်ပါဘူးမဟုတ်ပါပညာရှိစာတတ်လူလိမ္မာတွေပေါ်တွင်ဟောဟဲ့တပြေကုန်းကြေးရွာကြီးမှာကျွန်တော်တို့တိကျဖြိုဝေသည်ဖြိုဝေရတယ်လေအင်မတန်မှာကညီမလေးဝန်တာပီတီဖိမိကြောင့်အမရှိဘူးဟုတ်ကဲကွာကိုင်းမရှိပါအချင်းရှိကလုံလာဆိုင်ကြည့်အောင်တဘောပြောမှဆိုရင်ပွဲကားတော့ကတော့မရေးတဲ့အရင်ကြီးတော့ပြောမှရှေ့ပိုင်းတော့ပဲတီးပါတဲ့တီးပါတဲ့မဟုတ်ဘူးကျမကြတော့လေလုပ်ငန်းကိုတင်းပြချက်ပြည့်အလုံးလုံးချင်တာဟုတ်ကဲ့နော်စိုက်နောက်ပိုင်းဆိုလဲနောက်ပိုင်းရဲ့ရတာလေးကိုကျမပေးချင်ပါတယ်အဲ့တော့တီးခဲ့ရတာပြောမှဆိုဒီမှာကြတော့အရင်ဒီရက်ရွာမှာတီးရတာကြတော့ဒီနားထောင်ရတဲ့ပရိသတ်တွေကံကောင်းတယ်လို့ပြောရမှာပေါ့ဘာလို့လဲစိုက်ကိုအချိန်ကုန်အောင်နားထောင်ရတယ်အဲ့တော့လေကျမတို့တချို့ရွာတွေမှာကြုံရတယ်9နိုင်ဟိုဘက်မှာတီးခွင့်မရှိတော့တာလေပြောမှဆိုရင်10နာရီထိုးပြီးသွားလို့ရှိရင်စိုင်းနာလိုက်ရတဲ့အရာတွေအများကြီးရှိတယ်အဲ့လိုရှိတဲ့အခါကျတော့တုံးမွန်းလေးလေးပြောရင်ကျမတို့ဒင်းပြချက်ပြလုံးလုံးချက်တချို့ကြတော့ဟာအတီးတာနဲလို့ရှိရင်ဟိုပေါ့စိုင်းသမားတွေတက်တာတယ်လို့ထင်ကြလားအဲ့ဒီလိုမဟုတ်ဘူးရှင်ကျမတို့အမျက်ဆိုတာကအခါချင်းဝင်မဟုတ်ဘူးကြံနေခဲ့တဲ့နာမည်ကအမျက်ကောင်းတဲ့နာမည်ဒီကျမတို့ရဲ့အမျက်ပဲဖြစ်ပါတယ်ဟုတ်ကဲ့နော်ကဲအဲ့တော့ဒီညလေးမှာတချင်းဘုံလောက်တီးကြည့်အောင်ဦးလေးနှဲစရာနီလာညော့ပေးမနဲ့လို့မအောင်မင်းနဲ့သူလဲပေါ်ဆက်တွေကများတယ်ဟုတ်ကဲ့နော်စုလက်နိုင်လို့ပြောမစို့ခုဆိုရင်ဒါဦးလေးနဲ့စုလက်နိုင်နဲ့နှစ်ယောက်ထဲပေါ့နော်သူကဖိတ်သိစုလက်နိုင်ကအစိုးပွဲနဲ့ပြန်လာခဲ့ရတာဟုတ်ကဲ့နော်အဲ့လိုဆိုတော့သူလဲဖိတ်သိမြောက်ခဲ့ရတာဆိုတော့ပင်မန်းနေဒါပေမဲ့ပင်မန်းနေလို့တော့မအောင်မင်းနဲ့ဦးလေးစိုင်းတော့ခဏကြွားခဲ့ပေးပါကဲဒီတော့ကိုတော်ကြီးတာဝန်ဝတ္တရားဆိုတာရှိတယ်မျိုးမတာဝန်ဟုတ်ဝတ္တရားဟုတ်ကဲ့တာဝန်ဆိုတာပိုင်းခြားဝင်ဆိုတာထမ်းဆောင်ရေးအဲ့တော့သုရနဲ့မင်္ဂလာရွှေဆိုင်တော်ကြီးကိုဒီတော့ခန့်ကျင်းကိုပေးပြီးငှားထားတဲ့ချိန်တော်မြတ်မှာကျွန်တော်တို့ကလည်းဒီမေးကြီးလုပ်ချင်တယ်ဒါမဲ့လို့ကိုသားကြီးခက်ကလည်းခက်စနစ်ကလည်းစနစ်မူဝါဒကလည်းမူဝါဒအလေးလေးပြောင်းလဲလာတော့ပြိတ္တပေါ်ခြေခံပြီးသုံးငံဖြိုပြီးတင်ဆက်ပြီးတော့ကဲနီလာညွန်ကြီးနဲ့ဘယ်လိုများဖြိုပြီးတင်ဆက်မှာလဲဗျာကဲကျမတို့နှစ်ပါးတစ်ချင်းတစ်ပုတ်လောက်တီးကြည့်အောင်မှန်ပါဒါတော့ဗိတ်သိက်တွေတော်တော်များများလဲဆိုကြတယ်ဟုတ်ကဲ့ဒါပေမဲ့ဗိတ်သိက်ရဲ့မူဝါဒဟိုသူတို့နေသူတို့ဟန်နဲ့ဆိုကြတယ်လို့ကျမကလည်းဒီနေရာမှာဗလာဆိုင်ရဲ့အနှစ်သာရလေးနဲ့တင်ဆက်ရှင်းတာဟုတ်ကဲ့နော်ရာသီဥတုကလည်းအေးတာပြို့တော်တော်အေးတယ်နော်စိတ်ပြီးတော့ခင်ဗျာဟိုနာသွားကနေတော့မူပြီးတော့အဲ့လိုမကြည့်ရတော့မလုံးနဲ့လေဖိုးကဆိုတော့ကြည့်ရတာအိုးတကြီးတွေနေမှာအိုးတကြီးတွေကတော့အလုံးလုံးရတာလေနော်ချစ်လို့စားတာမီးနဲ့ကတ်မှာတော့မူမှာပါကဲအဲ့တော့ကိုကကြီးမရှိပါကိုကအနေအမျိုးမကင်းတဲ့သူတယောက်တချင်းတစ်ပုတ်လောက်တီးကြည့်အောင်ဘယ်သူများတော့ဟာဥစိန်ကရုံလေဟိုကစိန်ကရုံငါထိတ်ပြောင်းမဆိုင်ဘူးဟာကဲအဲ့တော့ဦးလေးပြင်မနဲ့လို့မအောင်မင်းနဲ့သမီးတို့ဓမ္မတဝေကဖြစ်စေခြင်းအလို့ငါပရိသတ်တွေအတွက်တရားဓမ္မလေးဖြစ်တဲ့ဒီတော်မင်းနဲ့ချုံခလေးတီးကြည့်အောင်ရှင်ဝစီတော်လေးမြောင်ညီနာမင်းနတ်တမြပမာကြီးရှင်ကနတ်ကဆန်းရွယ်နဲ့အော်ပါရကလေးကနေမမြင်တည်းမပြတ်
တော်တော်နဲ့မြန်မြန်လာကြွကြာညီတော်သမိတ်တမ်းမှာတော်တော်ပြန်တင်းငုတ်တော့6ဆဘောကရောက်မှလည်းပမာကြီးကလေးအနည်းနဲ့တို့လားတော်တာကသဘောမှမကျအော်ခေါ်မှသိတာအမေမေဆိုရနေဗျာကြောက်ကြီးမင်းနာနှိမ့်ဆက်ကိုကံသမိတ်ပဲ့ရောဗျာတရားနေရမမကြီးမြန်စကားတည်းနာသုံးညာကြောင်းအချမ်းရောက်စရာဟာမြောက်တော်တရာဒီတန်ကိုအတမ်းမထွက်ပါမလားလို့စိုးရိမ်နေတာအရန်ကိုអော်ရတာရန်ကိုអော်တာဘိတ်သိက်ပွဲနေဆိုတော့အော်ငါဦးလေးစင်မပြောနှင်းလဲမဟုတ်ရတာဟုတ်ရှင်နော်ပင်မန်းနေလေဒါမဲ့ဦးလေးအတမ်းပါဝါကောင်းလိုက်တာနော်ဆုလက်နိုင်အားကိုရတဲ့ဦးလေးပါသမီးဖေဖေရဲ့ညီပါရှင်အဲ့တော့ဦးလေးကတောင်းဝင်ချေသွားပြီအဲ့တော့တီးနေတာကနှစ်ပါးတစ်ချင်းလိုမျိုးတော့မတီးဘူးကျမဗလာဆိုင်တို့ကျမတီးကြည့်မယ်အဖွင့်ပိတ်လေးနဲ့ပေါ့နော်ပြောမဆိုဆိုင်ရဲ့အနှစ်သာရလေးနဲ့စူးစမ်းကြည့်ပါအောင်မယ်စွမ်းသလောက်လေးပါရှင်ဟေးဆိုရင်ဆိုင်ကိုဒီလိုမျိုးစူးစိုက်ပြီးတော့အားပေးနေတော့တီးရတာတင်းရင်တင်းနဲ့ကြောက်လာတယ်။ဘာကြောင့်လဲတဲ့ဒီလိုပြိတ္တဆိုတာကဟိုဆိုင်ရဲ့အားတာချက်နော်ဒီဆိုင်ရဲ့အားနဲ့ချက်လိုင်းမော်ကနေတော့၎င်းအပြင်ဘက်မှာ၎င်းအလုံးဝေဖန်နိုင်တဲ့ပညာရှိနားတွေဆိုတာရှိကြပါတယ်။အဲ့တော့ကျမတို့ကလာပြီးတော့တီးရတဲ့အခါမှာတော်ရီရော်ကြီးတီးရင်ကတော့အမှတ်ကတော့မရဘူး။ဒီမှာကျမစာမွေးဝဲလာဖြေနေရတယ်လို့ခံစားပြီးတော့ကျမတီးမရစေ။ဟုတ်ကဲ့နော်။ကဲအဲ့တော့ဦးလေးဟေးပြောတာဒါနော်တီလာတူမနဲ့ဦးလေးနဲ့ဆိုတော့ခေါ်ထူတာကွာစားရေးတဲ့ဦးလေးစိုးရတာပင်မန်းလားပင်မန်းလားပါစိုးရပင်မန်းနဲ့ဦးလေးရဲ့လောက်ကိုလောက်အောင်မခင်ဗျမိမ3ယောက်ယူထားတာ哦မိမ3ယောက်အိမ်မက်ထဲတော့ရကဲအဲ့တော့ဦးလေးဒါလေးတစ်ခေါက်တော့သမီးကိုပြန်လဲဆိုပေးဦးနော်ဟုတ်ပြီတနည်းပေါ်တာနတ်တမြပမာကြီးဣဇာနကဆာနွေနာအိုးပါရကလေးရီမမြင်တဲ့မကြလွမ်းမိတာကြောင့်မင်္ဂလာလက်ထဆောင်းတော့ဘုရားကြောင့်မရပြလို့တဲ့အပန်းကနေမရပြန်ဘုရားစီနေဘမပေါ်ရတော်တော်နဲ့မြန်မြန်လာတော့ကြောင်ကြီးတော်သမိုက်ထမ်းမှာတော့လာပြန်တင်းငုတ်တော့6ဆဘောကညောင်းမာတဲ့ပမာကြီးကလေးအနည်းနဲ့ဘယ်လိုလားပြောတာကသဘောမှမကျအခေါ်ဓမ္မစီနာအမေမေဆွေလေးတွေပြကြောက်ပြီးမင်းနာအနှိမ့်ဆက်ကိုခံသမိုက်ပဲ့ရငေါ်ပြတရားလေးရမမရင်ပြစကားတည်းနာသုံးမြကတော့အကျကြောက်စရာမြောင်းယောက်ျားမှာတော့အားတဲ့ဆိုရတဲ့ပြည်နာမှာအာခံနဲ့ဆိုရတာမိန်းမမှာကျတော့နှာခံနဲ့ဆိုရတယ်တဲ့ကျမဦးလေးအာဆောက်ရှာဆောင်နဲ့ဆိုသွားတာနော်ကျမတို့ယူစရာပညာတွေအများကြီးပဲရှိသေးတယ်ဟုတ်ကဲ့နော်မကျင်နေသေးဘူးဦးလေးတစ်ခါတော့ဟိုနှဲလေးကိုတိတိကျကျလေးမဆိုခိုင်းတော့ဆိုခိုင်းရင်ဒီကနှဲကန်နဲ့ရိုက်တော့မှာဟုတ်ပြီဦးလေးနော်ပင်မလားပင်မလားပင်မနေလို့တော့ဟုတ်ပါဘူးဟိုကခိုင်းတော့လောက်ရတော့လားတဲ့ငါတို့မှရေးတဲ့ညကိုသိပွဲမထုံးနဲ့နော်တဲ့ဦးလေးကပင်မနာလို့ကားကြီးပေါ်မှာလဲသူခင်ဗျငိုက်နေတာငိုက်နေတာဒီနဲ့တတ်တော့ဦးလေးအဲ့လိုမအောင်မေးပါနဲ့နော်ကဲမချင်တဲ့သူတစ်ခေါက်တော့ပြန်နေတီးကြည့်အောင်မယ်အသေးနဲ့တတ်တော့အေးThank you.
လေးမခံဝိဇ္ဇာပြည့်စင်ထားပြန်ကြွပြန်လေအော်အနိစ္စဒုက္ခရောက်လာစေတီးမယ်နော်ဒါလေးတီးပြီးသွားရင်အချိန်နာရီရပြောမဆို2နာရီထိုးတော့မယ်2နာရီထိုးတော့မယ်ဆိုတော့ဒါပြောမယ်ဆိုရင်ဒီချိန်ဒီကာလဆိုတာကဟို
အေးစစ်လေးတွေနဲ့ဓမ္မတန်ဝေကရစေခြင်းအလုံးကဖြစ်ရမယ့်တခြင်းမျိုးလေးတွေရွေးချယ်ရမှာရှင် ကြပါကြ ဟုတ်ကဲ့နော်လိုက်ဖက်ညီမဲ့တခြင်းမျိုးလေးတွေအကျိုးရှိမဲ့တခြင်းမျိုးလေးတွေအချစ်တခြင်းတွေလည်းခုချိန်တိမပြခြင်းတော့ဘူးအလွန်တခြင်းတွေလည်းတိမပြခြင်းတော့ဘူးအကျိုးရှိမဲ့တခြင်းသမီးတို့ဘာသာရေးနဲ့လည်းလိုက်ဖက်ညီမဲ့တခြင်းမျိုးလေးတီးရအောင်ရှင်ကဲရတော့တခြင်းဒီတစ်ပုတ်လောက်တီးကြည့်ရအောင်ဟုတ်ကိုကကြီးမရှိပါကျမတို့ဒီတစ်ခါရှေ့ကအားလုံးရှေ့မှာလဲသမီးတို့ဖျားတယ်ဆိုတာရှိတယ်မှန်ပါအဲ့တော့အားလုံးဓမ္မတန်ဝေကဖြစ်စေခြင်းအလုံးကအတွက်တေပုံမှာတီးရအောင်ရှင်ကြိုက်လက်ဦးပြုံးချိုရေးခဲ့တဲ့တေပုံမှာကြိုက်လက်ပြုံးချိုရေးပါတော့ဦးပြုံးချိုမလီဒီကတကြီးကိုကိုင်းဒါခုနကကျွန်တော်ပြောသလိုပါပဲနော်ဟုတ်ကြိုက်လက်ဦးပြုံးချိုကတိတ်ပြီးစားသားကောင်းတယ်ဟာကောင်းအဲ့တော့လောကကြီးမှာနေလင်းစင်းထွက်လိမ့်မယ်ဟုတ်ကဘာကြီးကပြက်ကိုပြက်ကဘာပြက်ကိုယူရီးယားလို့တချို့ကခေါ်ကြတယ်ဟုတ်လားအဲ့ဒါကဇာတိအာနာသိတယ်တင်းပါပြောမလို့အဲ့တော့ခုကတေးပုံမှာဖြစ်ချင်တာလည်းမဖြစ်ရမဖြစ်ချင်တဲ့ဖြစ်ရတာမီအတိမစ္စရိယာတွေစွတ်တန်နေလိုက်တာတဲ့ခင်ဗျားတို့နောက်ဆုံးယောဂရဲ့လူရမှာတရားကြီးမှာနောက်ဆုံးခြုံငင်းရတယ်ကိုတာကြီးခင်ဗျာနိဗ္ဗာန်ကြီးပါဗျာအဲ့ဒီနိဗ္ဗာန်မရောက်မစကြမှာလူပြစ်လိုက်ခွေးပြစ်လိုက်တိလိစ္ဆာန်ပြစ်လိုက်တိလိစ္ဆာန်ပြစ်လိုက်လူပြစ်လိုက်ခွေးပြစ်လိုက်တိလိစ္ဆာန်ပြစ်လိုက်ဟောမလေးလဲပတ်နေလိုက်တာခင်ဗျားတို့ကျွန်တော်သိကြောက်စရာကောင်းတဲ့လောကကြီးနိယာမတရားတွေပါအဲ့ဒီလောကနိယာမတရားတွေမှာဘာတွေဖြစ်ကြလဲတဲ့လူဆိုတာပရိဝေတိသောအာဘောဝါယောဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတာအနိစ္စဒုက္ခအနတ္တမမြဲခြင်းသင်္ခါရတွေလက်ကင်စားတာတော့နာတန်စေတီစမာတိမ်ဆိုတာကိုမြဲသလားသူ့လက်နိုင်ဆိုတာလည်းမြဲသလားလှချင်းမြဲသလားမမြဲဘူးအိုချင်းမြဲသလားအောင်းမလေးဘယ်မှမမြဲတဲ့ခြေတော်မရဘူးခင်ဗျားသင်္ခါရတရားရင်နားထောင်ကြည့်မယ်ဆိုတော့အတ္တဆိုတာခင်ဗျားကိုချင်းနဲ့မထားကြစမ်းပါနဲ့အတ္တတွေမထားကြစမ်းပါနဲ့အတ္တဆိုတဲ့ငါမြင်ငါကြားငါသိငါထိငါမငါကြံဆိုတဲ့၆တော်တော့ရောက်လာသမျှငရဲမြအလဲအလဲကိုသိမဆရာဓမ္မရေးအကြောင်းပြဆိုတဲ့နိုင်မင်္ဂလာရွှေဆိုင်တော်ကြီးကတေပုံမှာဆိုတော့နဲ့ညီကုန်းချုပ်ရေးဝိပဿနာရေးလောင်းကြပါစေခင်ဗျာဒုက္ခအနတ္တတရားမရလို့ညနာတရားကာမောကဘာဝကဒိဋ္ဌောကအဝိဇ္ဇာဟာစိတ်မောကမကင်းတာအရင်ငါသိတဏှာဒိဋ္ဌိညာဝိဇ္ဇာထင်မှမြင်ငါကြတာလူပဲနဲ့ပဲမဆွဲလို့လားမာကျဲလွန်တာငါသားငါမယားလင်းသားဥစ္စာငါငုံငါဟာစင်မကွာတက္ကရာကြောင့်မာနတွေထောင်ရတာဝိပဿနာညာဝိဇာထင်မှမြင်ငါကြတာဘာမြရှာမရအတာရကမှန်သောအနာတခန္ဓာဖြစ်ရင်ဒီပြည့်ရင်ချစ်တာရုပ်ပတိကိညာအောင်ပြောင်းမစိမ့်မအနိစ္စနဲ့ခဏရုပ်တရားနန္တရားနှစ်ပြအိုရာသိမီအတိမကြပါသေးခါရဟာပင်ကာလမကြာငေါပြအတိမလေးဘအပဲငရဲရွာဝိဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်နန္တရားရုပ်တရားကနှစ်ပြအဝိဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်နန္တရားရုပ်တရားကနှစ်ပြ၆ခုအာယုကာသောသာနာပရိစ္ဆတမံပါရှောက်ပြအတွေ့ပါတနာရှက်စရာတွေးတော့တပုရိယပါဘယ်ဟာစိနေကိုရမှာလက္ခဏာရေးခြင်းရှုကြတဲ့
ရာကြီးစပါအလုံးတရားမမြတ်တာအာရဘောခန္ဓာရှိရဲ့မြေရဲ့လေးရဲ့မြေရဲ့ဒါကြီးစပါလုံးတရားမမြတ်တာအာရဘောခန္ဓာမုံဝဲမလပါ30နဲ့ကွန်တာမုံဝဲမလပါ30နဲ့ကွန်တာမိုင်မဲဝိစားစိတ်ကနာနဲ့ထားအိမ်အယုံကြည့်မိမှာကာယအမှုကောင်းဟာဟုတ်ရောင်အယုံဆောင်းဆောင်းချုံတော့ငါတူလေလားမိုင်မဲဝိစားစိတ်ကနာနဲ့ထားအိမ်အယုံကြည့်မိမှာကာယအမှုကောင်းဟာဟုတ်ရောင်အယုံဆောင်းဆောင်းချုံတော့ငါတူလေလားတရားကွာမရှာများတော်ဘဝနေကဖြစ်ဖြစ်တန်တရားဩတရားကွာမရှာများတော်ဘဝနေကဖြစ်ဖြစ်တန်တရားဤစက်တိရင်းရချက်ရနိဗ္ဗာန်ရောက်တရားဘုရားကြိုးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိစီကိစ္စတမောစီရဟခိကပဲ၍ခွာအထက်တာတလံမကြရှုံနှံခန္ဓာနဝလုံးဟာအစာတုံနာဘဝဆုံးမတာတော့မသာဘေးတကာရတကာကင်းဝဲပါအရတ်ဖို့ပညာကိုသာအနုတရားကိလေသိချင်ပဲဖို့သမဝါယမစိတ်တာတဘာရီဝိပဿနာညာရှိတာမကောင်းမှုသူစရိုက်တွေကိုနေအောင်ကျင်ပါ
မကောင်းဘူးသူတွေရိုက်တွေလဲအောင်ပညာပါနှစ်လနှစ်ရဲ့နိုင်တွေဟာအချိန်၎င်းမကုန်သေးရနှစ်လနှစ်ရဲ့နိုင်တွေဟာအချိန်၎င်းမကုန်သေးရကာမကုံယမဆောင်ဖြတ်ချွတ်နိုင်မှာဖြစ်ရဘဝတန်တရားမှာပညာပါရမီကြီးအောင်လို့ပါကာမကုံယမဆောင်ဖြတ်ချွတ်နိုင်မှာဖြစ်ရဘဝတန်တရားမှာပညာပါရမီကြီးအောင်လို့ပါအတိတာမိုက်စမိုက်ပင်ပြောမိုက်ဆိုကြတာယခုလေမိုက်ဆဲမှန်စွာရှေ့ကိုတော့ထဖို့မိုက်ကုန်းမှာအဆုံးသတ်တင်နာကျွန်တော်တို့ဘွယ်ကြီးကိုယခုချိန်ထိရိုက်ကူးပေးပါတော့ကျွန်တော်ဗီဒီယိုဆုံးနောင်တော်ကြီးများကိုလည်းအထူးတလည်းကျေးဇူးတင်ပြီးတော့ကျွန်တော်ဝေယဝတ်ဆက်လုပ်တဲ့ပုံကူကြီးများကလည်းကျွန်တော်တို့ဖွဲလေးရောဒါလေးပြီးရင်ထမိန်လေးကျွေးပါအောင်လို့မြစ်တယ်မြက်ကပန်ကြားအရင်လေးနှစ်ချက်နဲ့တီးပြီးပါပြီခင်ဗျာနှစ်ချက်နဲ့တီးပြီးလို့မနဲ့ခရီးလေးခေါ်ဆူလောက်ပါပြီမစောစီတော့ပါဘူးစုရနိုင်မင်္ဂလာရွှေဆိုင်တော်ကြီးကပြော့တီးပြီးတိမ်ကြပါစို့ခင်ဗျာသုံးတဲ့တပည့်ကြီးကဘုံတော်ဝိနည်းတုပိဒါတတဝအနန္တတော်လူတိုင်းတိုင်းကာမလူကုသိုလ်ကောင်းမှုကုသိုလ်အားလုံးကြကြတဲ့များယူတော်မူကြပါကုန်တော်တာတုတာတုတာတုအမြယူတော်မူကြပါကုန်တော်တာတုတာတုတာတုအမြယူတော်မူကြပါကုန်တော်တာတုတာတုတာတုပါတယ်ခင်ဗျာ